ตายาတဲ့လပြညလေးမှာကလေးလေးတယောက်လာမင်းကြီးကိုကြည့်ပြီးကြည်နူးနေတဲ့အချိန်မှာသူ့ရဲ့အမေရောက်လာပြီးလန်ဆင်းရေလာတာနေတဲ့အချိန်မှာဆူတောင်းမဲ့ဆိုရင်ဆူတောင်းပြည့်တယ်လို့ပြောလိုက်ပါတယ်ကလေးကလည်းတကယ်လားဆိုပြီးတော့လာမင်းကြီးကျွန်တော်အရာရှိဖြစ်ခြင်းနဲ့လူမိုက်တွေအကျင့်ပြတ်တွေကိုဖမ်းဆီးခြင်းနဲ့ဆိုပြီးတော့ဆူတောင်းလိုက်ပါတယ်မင်္ဂလာပါ Brother Recap ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Hail the Jade ဆိုတဲ့ဇာတ်ကားလေးကတော့1994ခုနှစ်မတ်လ31ရက်နေ့မှာဟောင်ကောင်မှာယုံတင်ပြသခဲ့တဲ့ပြည်သူတရားရှင်ပေါင်ချိန်ရဲ့မျိုးဆက်ပေါင်လန်စင်းရဲ့ဇက်ကောင်နဲ့အထူးသရုပ်ဆောင်ထားတဲ့မင်းသားကြီးစတီဗင်ချောင်းရဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဇလန်ဆာမှာဟောင်းနှွမ်းနေတဲ့တရားရုံးတွေကဘုံကြီးကိုတီးလိုက်တာကတော့ကွမ်တုံကအတော်ဆုံးရှိနေဖုန်ထန်ကွမ်းခေါ်မှန်ဖုံပဲဖြစ်ပါတယ်ဖုန်ထန်ကွမ်းကအရန်ကိုမောင်းမာပြီးငွေမျက်နှာတစ်ခုတည်းကြည့်ပြီးတော့တရားမျှတမှုမရှိတဲ့ရှေ့နေတယောက်ပါဖုန်ထန်ကွမ်းရဲ့အရှိန်အဝါကကြီးတော့တရားသူကြီးငယ်တွေကပါကြောက်နေရတာပါအဲ့ဒီချိန်မှာတော့ပေါင်လန်စင်းနဲ့အဖေဖြစ်သူတို့ကနေအမျိုးလေးတစ်မျိုးမှာချက်ကစားနေကြရင်နဲ့လန်စင်းကိုရိုးသားတဲ့အရာရှိဖြစ်အောင်လုပ်ပါအဖေငငယ်ကအကျင့်ပြတ်အရာရှိတယောက်ဖြစ်ခဲ့လို့မင်းရဲ့အကူ12ယောက်လုံးငါးမျက်စိရှိမှအသေးစိုးနဲ့တည်သွားခဲ့ရတယ်အဲ့ဒါကြောင့်ယာဒူကနေနှုတ်ထွက်ပြီးပတ်စံနေအကုန်လူခဲ့လို့မင်းဒီနေ့ဒီအသက်ရှင်နေရတာလို့ပြောတော့ပေါင်လန်စင်းကလုံးဝမယုံပါဘူးသူ့ဖေကရိုးသားချင်းဆိုတဲ့ဆိုင်းမုတ်ပေးတာတော့မှဆင်းရဲမဲ့ဆိုတာပဲမြင်နေတာပါအဲ့ဒီချိန်မှာသူ့တူလေးရံဝေရောက်လာပါတယ်လန်စင်းရဲ့သတိမကောင်းတော့တဲ့အမေကလည်းရောက်လာပြီးမုံကြီးရွက်တွေကိုစွတ်ပြုတ်ဆိုပြီးတော့တောက်ခိုင်းနေတာပါသူ့ရဲ့ယောက်ျားကလည်းကောင်းလေးဘာကြီးနေတာလဲလို့ပြောပြီးတော့ပေါင်လန်စင်းကိုလည်းမမှတ်မိတော့ပါဘူးရန်ဝေကလန်စင်းကိုဦးလေးရေအမှုတစ်ခုရထားတယ်ဖုန်ထန်ကွမ်းပြောတဲ့နောက်မှာလိုက်ပြီးတော့မီးစင်ကြီးကားလိုက်ရင်ကျွန်တော်တို့ငွေထုတ်ပိုက်ပြီးပတ်ဆက်နေတိမ့်အောင်မဲလို့ပြောလိုက်တော့မင်းပြောရမှန်တယ်ငါဒီနေရာရောက်လာဖို့ပတ်ဆက်နေအများကြီးအကုန်ခံထားရတာငါပတ်ဆက်နေပြန်လို့ချင်တယ်လို့ပြောတော့ရုတ်တရက်သူ့ဖေကခေါင်းခောက်ပလိုက်ပါတော့တယ်မိုင်းလိုက်တဲ့ကောင်မင်းကိုအကျင့်ပြက်လက်စားမလုပ်ပါနဲ့ဆိုတော့ငါစကားကိုနားမထောင်ဘူးမန်ဖုံကကွမ်တုံးရဲ့အတော်ဆုံးရှိနေတယောက်ကသူနဲ့ရှင်ဖို့အိမ်မက်တော်မတ်မနေနဲ့လို့ပြောတော့လန်စင်းကလည်းကျွန်တော်နားလဲပါပြီဆိုပြီးတော့တရားရုံးကိုထွက်လာပါတော့တယ်တရားရုံးရောက်တော့ငါကဖုန်ထန်ကွမ်းအရာရှိစာမှုဝဲဖြေမဲသူဆိုတော့မင်းရှိမှဒူးထောင်းနေစရာမလိုဘူးလို့ပြောပြီးစိတ်မနှံ့တဲ့သူ့အမေကိုမင်းမအဖေအများကြီးရှိတာပဲဆိုပြီးပညာရှိနေနဲ့လောင်လိုက်ပါတော့တယ်စကားရမှအားနေပြီးထုံအားတဲ့လန်စင်းကတော့မန်ဖုံးပြောသမျှကိုခံနေရတာပါနောက်ပြီးရှေ့ကကျိုးတုပ်ခံထားတဲ့လင်မယားကတကယ်တမ်းတော့မတရားခံရတဲ့လူတွေပါအဲ့ဒါကိုသူတို့နှစ်ယောက်ကတထေးကိုနာမည်ပြတ်ခြင်းလို့အနိုင်ကျင့်နေဆိုပြီးအေးအေးယူပေးပါလို့ပြောနေပါတော့တယ်လန်စင်းကိုလည်းတက်တဲ့အသူတွေထုတ်သုံးပြီးပတ်စံတစ်ချက်ပဲတန်းနေဆိုပြီးတော့တစ်ချက်တင်လက်ထိုးလိုက်တာတုံးအားတဲ့လန်စင်းကလည်းနာမည်အပြတ်ခံပြီးလက်စားလိုက်ပါတော့တယ်မန်ဖုံးကတရားရုံးကနေပြန်ထွက်တာတော့မှမြေးလေးရွာပြန်ပြီးလေပဲစိုက်စားပါကွာဘယ်လိုလုပ်ပြီးတော့အရာရှိမင်းဖြစ်နိုင်မှာလဲအဆက်ကိုမရှိဘူးဆိုပြီးတော့လောင်သွားပါသေးတယ်လန်စင်းကတော့အကျင့်ပြတ်ချစားလို့လူတို့ကအလိုမရှိတော့တဲ့အတွက်တရားရုံးအပြင်တော့မထွက်ရဲတော့ပါဘူးဒါကြောင့်သူ့တပည့်ကိုအရင်ထွက်ခိုင်းပြီးပေါင်လန်စင်းထွက်လာပြီလို့អော်လိုက်တာတေးအောင်ပေါက်သက်ကြဆိုပြီးတော့နီးစက်ရာတွေနဲ့ကိုဝိုင်းစော်ကြတာပါဒါပေမဲ့လန်စင်းတို့တူအီးနှစ်ယောက်ကတော့အနောက်ဘက်ကနေထွက်လာတော့အိမ်သာချင်းလိုကျွင်းနဲ့ထောင်ချောက်ထဲမှာကျိုးစိုးပါတဲ့ခွေးတောင်စားလို့ရေးထားတာပါကံကောင်းလို့ပြုတ်မကြတာပါလန်စင်းတို့လည်းမြို့ထဲကိုရုပ်ပြက်ပြီးအခြေအနေတိအောင်ထွက်လာပါတော့တယ်ဈေးရောက်နေတဲ့လူတွေကအစကွဲရပါမလေးမစားတွေတပုတ်လေလွင်ပြောဆိုနေကြတာပါလူထုတွေစုဝေးနေပြီးအကျင့်ပြတ်အရာရှိပေါင်လန်စင်းမရင်းချင်းခံရတယ်ဆိုပြီးတော့ဆိုင်းဘုတ်အကြီးကြီးကိုကင်ပြီးတော့ပြောနေတဲ့သူကရှိပါသေးတယ်လန်စင်းလည်းလူအုပ်ထဲတိုးဝင်လာပြီးတော့ငါကအလောက်တော့မုံဖို့ကောင်းနေလို့လားရန်ဝင်ငါကိုအမှန်တိုင်းပြောစမ်းလို့ပြောတော့တခါတလေဦးလေးကိုကြည့်ရင်ကျွန်တော်တော့အန်ဂျင်လာတယ်ဆိုပြီးတော့သွားအံ့ပါတော့တယ်လန်စင်းလည်းသူ့ကိုစက်တိုင်းမဟုတ်တာတွေပြောနေတာကိုမခံနိုင်တော့လို့ရုပ်ပြထားတဲ့နှကမ်းမှုကိုဖြုတ်ပြီးတော့ငါမင်းတို့ဘောဘာများလုပ်လို့ငါ့ကိုမုန်းနေကြလဲငါမချောဘူးလားငါအရာရှိတယောက်ပါငါ့ကိုမုန်းတဲ့လူလက်ထောင်လို့ပြောလိုက်တာနဲ့တယောက်မကြံအကုန်ထွက်ပြေးသွားပါတော့တယ်ရန်ဝေကိုသူတို့ပဲသွားရလဲလို့မေးလိုက်တော့လက်နက်တွေသွားယူနေတာဆိုပြီးတော့တပ်ပြင်းအတူတူချကဟင်းသီးဟင်းရွက်နေပြစ်ပေါက်နေတဲ့ဂျားတွေကနေထွက်ပြေးလာပါတော့တယ်ပိုက်ဆံတော့ဘလောက်မှမရဘူးငါ့ကိုတော့မုန်းကြတယ်ကလေးတွေကအနာဂတ်ရဲ့ပဲ့ကန်ရှင်နေပဲသူတို့ငါ့ကိုချစ်ရင်ငါရဲ့အနာဂတ်ตายရပြီလေဆိုပြီးတော့ရှေ့ကဖြတ်လာတဲ့ကလေးတယောက်ကိုကောင်းလေးလိန်မာလိုက်တာဦးလေးကိုတီလာလို့ပြောတော့ကလေးကလည်းဇရွေးတွေအများကြီးနဲ့ထွေးပြီးတော့ထွက်ပြေးသွားပါတော့တယ်တကြက်လက်စားလိုက်လို့မတရားသူကြီးဖြစ်သွားတဲ့ပေါင်လန်စင်းကိုကလေးကအစတလောကလုံးနှလုံးသားထဲကနေကိုမုန်းတီးကုန်ကြပါပြီမင်္ဂလာဝန်းရင်တစ်ခုထွက်လာတဲ့အချိန်မှာနံပါတ်1တိုင်းသမားကျက်သစ်မင်းကအပြစ်သားဓမြတွေကိုလိုက်ဖမ်းနေတာပါပေါင်လန်စင်းကလည်းကွယ်ရားနေငါ့နဲ့မြေတွေကိုငါ့ကိုမပြောဘဲနဲ့လာရဲတဲ့ဆိုပြီးတော့လက်သီးပုံထားနေတာပါကျက်သစ်မင်းကလည်းငါလမ်းကိုပိတ်တဲ့ဘသူမဆိုတက်ပြစ်မဲ့ဆိုပြီးကြုံသွားပြီးခဏအတွင်းမှာပဲအကုန်လုံးကိုလီပွားနေကန်ပလိုက်ပါတယ်အဲ့ဒီအချိန်မှာသူတို့သမီးကျော်လေးစူးလင်းကိုအုပ်ထားတဲ့ပဝါပြုတ်ကျသွားပါတယ်ပေါင်လန်စင်းကတွေ့ပြီးတော့ကြွေသွားသေးတာပါသူတို့သားတော့နေမကောင်းပါဘူးဒါကြောင့်ရုပ်ပြထားတဲ့လန်စင်းကတနာစရာသူတို့သမီးသူတို့သားဒီနေ့တည်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့သူတို့သားကိုပါတီးစီခြင်းနေတာပါရန်ဝေကလည်းတည်သွားရင်ဦးလေးအစားဝင်မလို့လားလို့ပြောတော့ငါမပြောဘူးမင်းပြောတာတော့ဆိုပြီးတော့ရှက်ရမ်းနေသေးတာပါဟုတ်လဲဟုတ်ပါတယ်သူတို့သားကလည်းဗမ်ပါယာယုံနဲ့ချောင်းတွေစက်တိုက်ကိုစိုးနေတာပါ
အဲ့ဒီချိန်မှာပေါင်လူကြီးမင်းဆိုပြီးမတရားစီးပွားရှာနေတဲ့သူတို့သားရဲ့အဖေကဝင်ရောပါတော့တယ်လန်ဆင်းကမဟုတ်ဘူးညင်းနေပေမဲ့ကျွန်တော်ကပေါင်လူကြီးမင်းရဲ့ကိုသိန်းရနန်းကိုမှတ်မိပါတယ်မင်္ဂလာပွဲကိုကြွလာပြီလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တော့ပေါင်လန်ဆင်းကငါ့ကိုကျေးဇူးတင်တယ်ပေါ့ဟုတ်တာပေါ့ဒါမျိုးအချင်းပြတ်အရာရှိတွေရှိမှကျွန်တော်တို့ကလည်းစီးပွားရှာလို့ရမှာဆိုပြီးတော့အထဲကိုခေါ်သွားပါတော့တယ်ပြီးတော့အမတ်တရဓာတ်ပုံပကြီးဆွဲနေတဲ့အချိန်မှာသူတို့သားချောင်းတွေတအားဆိုးနေတာပါလန်ဆင်းရဲ့ပခုံးမဟုတ်ပါအဆုပ်ပါထွက်ကြလာတာပါလန်ဆင်းကလည်းဟာအဆုပ်ထွက်ကြလာပြီပြောတော့သူတို့သားအခုမှပဲနေသာထိုင်တာရှိသွားပါတယ်ဆိုပြီးတော့ပြောလာပါတယ်ရန်ဝေကသူများမင်္ဂလာဆောင်နေရမနှောက်ယှက်ပါနဲ့လို့ပြောတော့သူတို့သားပွဲမပြီးခင်တည်သွားအောင်မယ်အဆုပ်ထွက်ကြလာတာကြည့်ပါအောင်လို့ပြောတော့အဆုပ်ကအစ်စ်လားဆိုရန်ဝေကပြောတဲ့အချိန်မှာပဲစစ်မစစ်သိချင်းစားကြည့်ဆိုပြီးတော့ရန်ဝေကိုကြွေးလိုက်တာပါရန်ဝေလည်းမောင်ကျန်တို့ဖြစ်ပြီးတော့အရန်ကြိုက်ပြီးတော့စားပလိုက်ပါတော့တယ်တကယ်တော့ရှန်ဝေနဲ့သူတို့သားရဲ့အဖေရဲ့မိန်းမငယ်နဲ့ကွဲရမှာဖောက်ပြန်နေကြတာပါရှန်ဝေနဲ့ကအမတဝမ်းခွဲတော့ပါတယ်ပြီးတော့နှစ်ယောက်သားမင်္ဂလာပွဲတော့မပြီးသေးဘူးအနောက်ဘက်ကိုဟိုရင်းဟိုကလှုပ်ဖို့ထွက်သွားကြတာပါအဲ့ဒီအချိန်ကျက်တစ်မင်းကဓမြတွေကိုမင်္ဂလာပွဲတဲ့အထိကိုလိုက်ဖမ်းနေတာပါမင်္ဂလာပွဲကတော့တရုတ်ပြတ်သွားခဲ့ပါပြီဓမြတယောက်ကကျက်တစ်မင်းကိုမင်းကဓားကြောင့်အစွမ်းထက်နေတာလက်နဲ့ချမယ်ပြောတော့ကျက်တစ်မင်းလည်းဓားကိုချကလာခဲ့ဆိုပြီးတော့ပညာပေးလိုက်ပါတယ်နောက်တယောက်ကလည်းလက်ကြောင့်အစွမ်းထက်နေတာလက်မပနဲ့လို့ပြောပါတယ်ကျက်တစ်မင်းကလည်းလာခဲ့ဆိုပြီးတော့ပညာထပ်ပေးလိုက်ပါတယ်နောက်ဆုံးချက်နဲ့တယောက်ကလည်းခြေထောက်ကြောင့်အစွမ်းထက်နေတာတက်တိရှိရင်ဘာမှမသုံးမဲချမယ်လို့ပြောတော့ကောင်းပြီလာခဲ့ဆိုပြီးဂန်နဝင်ချပါကျက်တစ်ဟိန်းနဲ့အကွက်နဲ့អော်ပလိုက်တာဒွါရကိုဘောက်ကတွေးထွက်ပြီးတော့မာလကီရသွားပါတော့တယ်အခု channel အသစ်လေးမှာလူကြီးမင်းရဲ့ subscribe တခုကကျွန်တော်နောက်ဗီဒီယိုတွေလုပ်ဖို့အများကြီးအားဖြစ်စေတာမလို့ subscribe လေးတော့လုပ်ပြီးသွားကြပါအောင်ခင်ဗျကျက်တင်မင်းကဓမြတွေကမင်းတို့အဖွဲဆိုပြီးအတင်းစစ်မေးတော့သူတို့သားဖေးကပေါင်လူကြီးမင်းကူညီပါအောင်ဆိုပြီးအော်ခေါ်ပါတော့တယ်အဲ့ဒီချိန်မှာလန်ဆင်းတို့ကခုံအောင်မှာပုံနေကြတာပါလူတယောက်ကပေါင်လူကြီးမင်းဒီလိုပုံနေတာတိတ်ခါကြတယ်လို့ပြောတော့လန်ဆင်းကလည်းကြည့်ရတာသူကတော်ပုံပဲသူ့ကိုသူနံပါတ်1အရင်ပေးဖြစ်လိုက်မယ်နောက်ပြီးသူ့ဘဝင်မြင့်ပြီးအမားလုံးတဲ့အချိန်ကျမှငါအပြင်ထွက်ပြီးသူနဲ့တိုက်မယ်လို့ပြောနေတဲ့အချိန်မှာပဲကျက်တင်မင်းကဘေးကရောက်လာပြီးသူပြောတာအကုန်ကြားပြီးနေပါပြီလန်ဆင်းလည်းကျက်တင်မင်းကိုမြင်သွားတော့ဘာကိစ္စလဲငါဒီမှာဝက်ကင်ကိုဘလို့စားရင်ကောင်းမလဲစဉ်းစားနေတာဘာလို့လာနှောက်ရှက်နေရလဲလို့ရုပ်တီကြီးနဲ့ပြန်မေးလိုက်တာပါကျက်တင်မင်းကလည်းလန်ဆင်းနှစ်ရွက်ကိုဆွဲပြီးတော့အပေါ်ကိုခေါ်သွားပြီးမင်းကဒီမျိုးအရာရှိလားမင်းဓမြတွေနဲ့ပူပေါင်းနေတာဖြစ်မယ်ပုံကံမှုစူးစမ်းနေတာလားလို့ပြောတော့ရန်ဝေကသူဟာဦးလေးထထောင်အပြစ်ဖို့ဆွဆွဲတဲ့နေရာမှာတော်နေသေးရဲ့လို့ပြောတော့ပေါင်းလန်ဆင်းကလည်းငါတို့ကအရာရှိတွေပဲမတရားတဲ့ငွေတွေကိုခွဲယူကြတာပေါ့ကျွန်တော်နည်းနည်းပူယူမယ်လို့ပါပြောလိုက်ပါတယ်ကျက်တင်မင်းကလည်းမရပါဘူးငါအားလုံးယူမှလို့ပြောတော့လန်ဆင်းလည်းကြောက်ပြီးတော့ကောင်းသားပဲဒါဆိုလဲငါကူညီပေးမယ်ဆိုပြီးတော့ရုပ်တီကြီးနဲ့ငါဒီနေ့ဒီကိုလာတာပူပေါင်းကြံစီမှုကိုဖော်ထုတ်ဖို့ပဲမင်းကတရက်ခံမဲ့ကောင်းလေးတွေသူ့ကိုဖမ်းခဲ့ကြလို့ခက်တီတီနဲ့ပြောပလိုက်တာပါတူသားအဖေနဲ့ပေါင်းလန်ဆင်းတို့လည်းခဏတာညှိနိုင်ပြီးတော့ပေါင်လန်ဆင်းကကျက်တင်မင်းကိုတိတ်ကလေးပြောလိုက်ပါတယ်တနအီအတွင်းဝန်9000ပေးမဲ့တဲ့ကောင်မလေးနှစ်ယောက်ပါပြီးလို့မေးလိုက်ရမလားဆိုပြီးကျက်တင်မင်းကိုမေးလိုက်ပါတယ်ကျက်တင်မင်းကလည်းစပွဲကိုလက်နဲ့ထုလိုက်ပြီးတော့နှစ်ယောက်ထဲလာအယောက်20လိုချင်တာကွာဟာဟာဟာဆိုအကျဲကြီးပြောပြီးတော့ဟာဟာဟာနဲ့ရေပလိုက်ပါတော့တယ်ရုံတော့တဲ့ပြန်ရောက်တော့ကောင်းမလေးအယောက်20ကတိုင်းပညာကျွမ်းကျင်တဲ့ယောက်ျားလေးတွေနဲ့ဟန်ဆောင်ပြီးတော့ကျက်တင်မင်းကိုမဖမ်းဆီးခင်လေးမှာပဲမင်းလာကျက်တင်မင်းငါ့ကိုစော်ကားခြင်းတည်တယ်လို့ပြောတော့ရှိသေးတဲ့ကျက်တင်မင်းကသူတို့ကိုတိုက်ခိုက်လိုက်ပါတော့တယ်ရုံရဲ့အနောက်ဘက်ထွက်ပြေးသွားတဲ့အချိန်မှာတော့ကျက်တင်မင်းကခုံအုပ်ပြီးလန်ဆင်းတို့ကိုပြည်သူတွေထောင်ထားတဲ့ထောင်ချောက်တွေကိုပြုတ်ကျသွားပါတော့တယ်ခွေးတောင်စာပေါင်လူကြီးမင်းပြုတ်ကျသွားတဲ့ဆိုတဲ့အတန်နဲ့အတူပြည်သူတွေရဲ့ချစ်ချင်းမြတ်တာအတီးနဲ့လက်နက်ပုံးတွေအားလုံးကျက်တင်မင်းကတော့ခံစားလိုက်ရပါတော့တယ်နောက်ဆုံးမှာတော့ကျက်တင်မင်းကိုဖမ်းမိသွားပါပြီရန်ဝေကမင်းလာတိုင်းပညာတော်တာဆိုပြီးတော့မုံလောင်းထားတဲ့ဂျက်ကလေးရောက်သွားတဲ့ကျက်တင်မင်းကိုလောင်ပြောင်ပြီးဘိုင်းနာကအပေါက်တွေကိုကြွက်အရှင်မှာထည့်ပလိုက်တာပါပြီးတော့ပေါင်လန်ဆင်းကမင်းကပြောတာနားမထောက်ဘူးလားဘာလို့ကြွက်ကိုပြစ်ထည့်လိုက်တာလဲကျက်တင်စိတ်မပူနဲ့ကျွန်တော်ကြွက်ကိုရှင်းပေးဖို့ငွေပါထည့်ပြီးမဲ့ဆိုပြီးတော့ငွေပါထည့်ပေးလိုက်တာပါလန်ဆင်းတို့ကစားတော့ပွဲမမီမှာဆိုလို့အမြန်သွားနေတဲ့အချိန်မှာပဲပြည်သူတွေကလူကြီးမင်းဆိုပြီးတော့အပြေးလာကြိုကြပါတော့တယ်ချီမိတောက်စုကိုကဲတင်လိုက်လို့အကုန်လုံးကကျေးဇူးတင်နေကြတာပါလူကြီးမင်းတခုခုပြောပါအောင်လို့ပြောတော့လန်ဆင်းကရုတ်တီနဲ့ခောက်ဆွဲစားပြီးသွားပြီလားလို့မေးလိုက်တဲ့အချိန်မှာပဲဝက်ကင်တော့မစားသေးပါဘူးလူကြီးမင်းကိုစောင့်နေတာဆိုပြီးတော့ပွဲတော်တွေကိုခေါ်သွားပါတော့တယ်အားလုံးကလည်းကျေးဇူးတွေတင်နေကြတာပါသတရီနဲ့ထွေးတဲ့ကောင်လေးရတော့ပန်းပြီးအာဘွားတွေပါပြီးသွားပါသေးတယ်ရုတ်တီကြီးနဲ့သူတို့သားလည်းဇနီးပေါ်ကောင်းကောင်းဆက်ဆက်မဟုတ်ရင်မင်းကအပြစ်ပေးမယ်အသေးလေးများများစားဆိုပြီးချိန်ချောက်လိုက်ပါသေးတယ်ညာကစားလင်များထွက်သွားတဲ့မြင်ကွင်းကတော့လန်ဆင်းအတွက်တော့ကြီးကွဲစရာပါအဲ့ဒီအချိန်မှာကျမရှင်းကိုလက်မထက်ချင်ဘူးပေါင်လူကြီးမင်းကိုပဲလက်ထက်ချင်တာဆိုပြီးတော့သူ့လီကလန်ဆင်းစီကိုပြေးလာတဲ့အချိန်မှာပဲစူးလင်းဒီဦးလာဆိုပြီးတော့ခေါ်နေတာပါတကယ်တော့ဘယ်သူမှရှိမနေပါဘူးရန်ဝေကစိတ်ကိုထိမ့်မအောင်ဦးလေးဟိုမှာမိန်းမလားတွေကြည်နေတယ်ပြောတော့လန်ဆင်းလည်းလှည့်ကြည့်လိုက်မိတဲ့အချိန်မှာပဲမြင်ကွင်းကြီးကကြက်သိမ်းထားစရာပါသွားမယ်ဆိုပြီးတော့နောင်တတွေနဲ့ထွက်လာပါတော့တယ်တကယ်တော့ဇလန်ကအခုမှစမှာပါ
မီးသတိထားကြပါလို့အော်နေတဲ့မီးကင်းသမားနဲ့အတူတိတ်ဆိတ်တဲ့ညတညမှာပေါ့အပေါက်ပွင့်နေလို့အိမ်ထဲမတင်ကားလို့ဝင်ကြည့်လိုက်တာလူသေးအလောင်းနဲ့အတူအင်ဂျီဝီလီစလင်းနဲ့ရှန်ဝေကလူတယောက်ကိုရိုက်တက်နေတာပါမီးကင်းသမားကိုပါစောင့်ကန်လိုက်ပြီးခွေးလာကိုက်လို့ခွေးကိုပါလေပင်ယိုချိုးပြီးကန်ထုတ်ပလိုက်ပါတယ်လူတယောက်အိမ်ထဲကထွက်လာပြီးထွက်ပြေးသွားလို့အဲ့ဒီလူကိုပါလိုက်တက်နေတာပါအဲ့ဒီချိန်မှာစားလို့တောက်လို့ဝါပြီဆိုတော့အိမ်သားကိုတန်းစီပြီးတွားကြပါစို့ဆိုပြီးတော့အတန်းလိုက်ထွက်လာတဲ့လန်စင်းတို့ရဲ့အဖွဲ့နဲ့တွေ့ပါတော့တယ်လန်စင်းကလည်းတွားဖန်းဆန်းဆိုပြီးတော့သူ့လူတွေကိုလွတ်လိုက်ပါတယ်ရှန်ဝေကိုချုပ်မိတဲ့အချိန်မှာတော့လန်စင်းကသူ့ကိုယ်တိုင်ချမယ်ဆိုပြီးတော့တွားလိုက်တဲ့အချိန်မှာပဲချုပ်ထားတာတွေအကုန်လွတ်သွားပြီးလန်စင်းရဲ့ကြောကိုလည်းအကန်ခံလိုက်ရပါတယ်လူရင်းကအများကြီးနဲ့ရှန်ဝေကိုဖမ်းမိသွားတဲ့အချိန်မှာတော့ပေါင်လန်စင်းကငါ့ကိုယ်တော်တိုက်ခိုက်ရတဲ့ပေါ်လို့ကျိန်းနေတဲ့အချိန်မှာပဲချီမိသားစုအသက်ခံရတယ်ချီမိသားစုအသက်ခံရတယ်ဆိုတဲ့အတန်အရာအလုံးကိုထိတ်လန့်သွားစေပါတယ်ပေါင်လန်စင်းတို့လည်းချီမိသားစုအိမ်ထဲဝင်ကြီးတဲ့အချိန်မှာတော့မိသားစုတွေအကုန်အသက်ခံလိုက်ရပါပြီတနာဖို့ကောင်းတာချောင်းခွဲမှာဒဏ်ရာတွေနဲ့အားကိုးရမဲ့နေတဲ့စူလင်းတယောက်တည်းကြံနေခဲ့တော့တာပါရုံးတော်ကိုပြန်ရောက်တော့မိန်းကလေးချီကိုရံမူနေတဲ့ပါဇက်တွေကိုခြေထောက်ထည့်ပြီးအတင့်ရဲလိုက်တာကိုက်လေးတေးအောင်ကိုက်ငါလုံးဝမကြောက်ဘူးဆိုပြီးတော့လန်စင်းကပြောနေတဲ့အချိန်ရန်ဝေကဦးလေးမကစားပါတော့နဲ့ရုံးတော်မှာဆိုပြီးတော့အကိုက်ခံထားရတဲ့သူ့ခြေထောက်ကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒီချိန်အရာရှိလန်စင်းမေးသမျှဘူးကလန်တစ်ခုမကြံပြန်ပြောနေတာတော့ရှန်ဝေပါလန်စင်းကအပြစ်ပေးရိုက်ဖို့အမိန့်ချလိုက်တဲ့အချိန်မှာပဲဟာငါ့ကိုရိုက်ချင်တယ်ပေါ့ငါအဖေကရေတက်အရာရှိရှန်ကွမ်မဲလို့ပြောလိုက်တော့ရန်ဝေကကြောက်သွားတဲ့အချိန်မှာလန်စင်းကရေတက်အရာရှိကယာရူးကြီးလားလို့မေးလိုက်ပါတယ်ကြီးတာပေါ့လို့ပြောတော့လန်စင်းကချက်ချင်းပဲအကိုရှန်စားပြီးပြီလားလက်ဖက်ရည်တောက်အောင်မလားအကောင်းစားလက်ဖက်ရည်လေးဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာပဲရှန်ဝေကအယုတ်တမလို့ထရည်ပါတော့တယ်အဲ့ဒီချိန်မှာတစ်ပတ်မှရှိနေတဲ့တနာစရာမိန်းကလေးချီကိုကြည့်ပြီးမဖြစ်ဘူးငါတရားများတဲ့အရာရှိပဲဘရင်ကိုယ်တိုင်အပြစ်ကျူးလွန်အောင်မှအပြစ်ပေးမှပဲသူ့ကိုအပြစ်ပေးကြစမ်းဆိုပြီးတော့အမိန့်ပေးပြီးတော့မိန်းကလေးချီမိသားစုကိုသူတတ်တာမလားဟုတ်ကဲ့လူကြီးမင်းကျမရဲ့မိသားစုဝင်73ယောက်လုံးတတ်ခဲ့တာပါတရားမျှတစွာစီရင်ပေးပါဆိုပြီးတောင်းဆိုလာပါတယ်ဘလို့ဖြစ်တာလဲတေချာပြောပြပါလို့လန်စင်းကမေးလိုက်တော့ရှန်ဝေကကျမရဲ့မောင်ဝမ်းခွဲပါအိမ်ကိုလာလေးရှိပါတယ်မင်းညကကျမယောက်ျားကျမ်းမကြီးကောင်းအောင်လို့ဆိုပြီးဆူတောင်းပေးနေတော့ရုတ်တရက်စေးနှံ့တစ်မျိုးရပြီးကျမသတိမေးသွားပါတယ်စူပြီးရင်နာစရာနောက်ကျောင်းလေးကိုငိုပြီးပြန်ပြောပြတာနားထောင်နေရတာကရင်နာစရာပါသတိရလာတဲ့အခါကျမရှန်ဝေရဲ့အာရမကျင်တာခံလိုက်ရပါပြီအဲ့ဒီချိန်မှာလန်စင်းလည်းအရန်ခံစားသွားပြီးတော့လူယုံမကောင်ရဲမက်ဒီအဲ့ဒီကောင်ကိုချိန်နှံအချက်12938ချက်ရိုက်လိုက်စမ်းလို့ပြောပြီးမကြည်နဲ့တော့ငါကိုယ်တိုင်လာရိုက်မယ်ဆိုတဲ့အချိန်မှာပဲဦးလေးကအယူမထားနဲ့ငါပြောတာဆုံးအောင်နားထောင်အောင်လို့ဆွဲတဲ့အချိန်လန်စင်းကမိန်းကလေးချီကိုဆက်ပြောခိုင်းလိုက်ပါတယ်မိန်းကလေးချီအရမကျင့်ခံရလို့နိုးလာတဲ့အချိန်လူယုံမကောင်လူမဆန်ကောင်ဆိုပြီးတော့ဆွဲတော့ရှန်ဝေကတော်ပြီဆိုပြီးတော့စောင့်ကန်လိုက်ပါတယ်စူးလီကမြခုံမော်အထိလွင့်သွားတာပါတတိယလာပြီဆိုတော့ငါတို့နောက်တစ်ခါထက်ချစ်ကြမလားလို့ရှန်ဝေကပြောပြီးရှေ့တိုးလာတော့ရှင်ရှေ့မတိုးနဲ့တော့လို့ပြောတဲ့အချိန်သူနဲ့ဖောက်ပြန်နေတဲ့မိန်းကလေးရောက်လာပြီးတော့နင်သူနဲ့ဖောက်ပြန်နေရလားဆိုပြီးအော်တော့ပါဇက်ကိုပိတ်ထားဆိုပြီးလေပင်ကိုညှစ်တက်လိုက်ပါတယ်မိန်းကလေးကြီးရဲ့ရောက်ကတိပါရောက်လာပြီးတော့ခွေးကောင်မင်းကိုယုံမှတရားစွဲမယ်လို့ပြောတော့ရှိသေးတယ်လေပင်ညစ်ပြီးတတ်မှုလုံနေလို့မိန်းကလေးကြီးကကဲတာကိုရိုက်ချလိုက်တာပါမိန်းကလေးကြီးလည်းမေ့သွားပါတယ်ရောက်ကတိလည်းလေပင်ညစ်ခံရလို့ပွဲချင်းပြီးတည်သွားပါပြီပေါင်လန်စင်းလဲဝက်ခုတ်ဓမကြီးယူပြီးတော့ငါမင်းကိုတတ်မယ်ဆိုပြီးအကြီးကျယ်စိတ်တူနေတာပါပြီးတော့မီးသတိပေးသမားကိုမေးပါတယ်မီးသတိပေးသမားငါ့ကိုအကုန်ပြောစမ်းကျွန်တော်မီးသတိပေးဖို့ကင်းလဲနေတော့ရုတ်တရက်ချီမိသားစုအိမ်ကခွေးဟောင်းတန်ကြားလို့ဝင်ကြည့်တာလူတွေအများကြီးသိနေတာတွေ့တာပဲရှန်ဝင်းနဲ့ရှိုးဘူးတိုက်နေတာလဲတွေ့တယ်နောက်ပြီးကျွန်တော်အရိုက်ခံလိုက်လို့သတိမေ့သွားပါတယ်ပြီးတော့ဘာမှမသိတော့ဘူးလန်စင်းကလည်းရှိုးဘူးကိုပါခေါ်ခိုင်းလိုက်ပါတယ်ချီမိသားစု73ယောက်ရှန်ဝေတတ်လိုက်တာလားလို့မေးတဲ့ချိန်မှာပဲဟုတ်ပါတယ်သူကျွန်တော်လည်းတတ်ချင်နေတာပါလို့ပြောတော့ရှန်ဝေကနေရွက်ကိုပါခုန်ကိုက်လိုက်တာပါရှိုးဘူးကကဲခိုင်းတော့ငါသာဒီမှာမထိုင်နေမင်းသိနေပြီလို့ပြောတာနဲ့ပေါင်လန်စင်းလည်းကျေးဇူးတင်ခံလိုက်ရပါတယ်ရန်ဝေကသူ့ကိုဖမ်းထားပြီးနောက်မှပြန်လွတ်ပြီးလို့ပြောလိုက်ပါတယ်ပေါင်လန်စင်းကလည်းသူ့ကိုအရင်ဖမ်းထားလိုက်မယ်တေချာစီစဉ်ပြီးခေါင်းပြတ်တတ်မယ်လို့မိန့်လိုက်ပါတယ်ရှန်ဝေကမင်းကိုတတ်ချင်တယ်ပေါ့အဲ့လောက်လွယ်မယ်မထင်နဲ့ဆိုပြီးလောင်သွားပါတယ်ပေါင်လန်စင်းကလည်းမိန်းကလေးကြီးကိုထူပြီးအားပေးလိုက်ပါတယ်လန်စင်းနဲ့ရန်ဝင်နားနေကန်နဲ့ပြန်လာတော့အခန်းထဲမှာမျက်စိစူးလောက်တဲ့အထိငွေသားတုံးတွေအများကြီးနဲ့ရောက်နေတာကတော့ဖုံထန်ကွမ်းမှာလန်စင်းကိုဒီမှာပဲနေခဲ့ပြီးရှန်ဝင်နဲ့သူ့ရဲ့68နှစ်အဖွားကိုတွေးခွင့်လေးပေးဖို့ညှိနှိုင်းပြီးလက်ထိုးနေတာဖြစ်ပါတယ်ပေါင်လန်စင်းကလည်းအဖွားကျမ်းမာကြီးမကောင်းလို့တွေးကျင်တယ်ဆိုပြီးတော့ဂယုဏရှိထားကသဘောတူလိုက်ပါတယ်တစ်ဖက်မှာတော့ရှန်ဝင်ရှိတဲ့စီကိုဖုံထန်ကွမ်းတို့လာတွေးကြပါပြီဖုံထန်ကွမ်းကရန်ဝေကိုပါပတ်စံအများကြီးပေးပြီးတော့သူတို့စကားပြောနေတဲ့အချိန်မှာလာမနောက်ရှက်အောင်လို့ပြန်ခိုင်းလိုက်တာပါတကယ်တော့အသက်68နှစ်အဖွားကိုမဟုတ်ဘဲနဲ့ရှန်ဝေရဲ့အဖေရေတက်အရာရှိမင်းရှန်ဖြစ်နေတာပါရှန်ဝေကလည်းအဖေကျွန်တော်ကြောက်တယ်အဖေကျွန်တော်ကြောက်တယ်နဲ့ပြောနေတဲ့အချိန်မှာပဲဘာမှစိတ်ပူနဲ့မင်းဘက်ကအထက်တန်းရှိနေဖုံထန်ကွမ်းကိုငားထားတယ်ဖုံထန်ကွမ်းကလည်းမပူပါနဲ့ဖြစ်ကြောင်းအကုန်စင်ကိုပြောပြပါလို့ပြောလိုက်တဲ့အချိန်မှာပဲ
ကန်ကောင်းတာကျွန်တော်တို့လှုပ်ချဖို့အချိန်4နာရီရှိသေးတယ်အဖြူကိုအမဲဖြစ်အောင်လုပ်မယ်ဆိုပြီးအစီအစဉ်နဲ့အကုန်လုံးကိုပြောပြလိုက်ပါတော့တယ်ညာတွင်ချင်းမှပဲလူသေးအလောင်းအကုန်လုံးကိုခြေရလက်ရဖြောက်ပြီးစံပြုတ်ထဲအစိတ်ရည်တွေလောင်းထည့်ပြီးအလောင်းကောင်းတွေရဲ့ပါဇက်ထဲကိုလောင်းထည့်လိုက်ကြပါတော့တယ်မနဲ့လင်းတော့ငွေချောင်းတွေကိုစောင်းလုပ်ပြီးအိတ်နေတဲ့ပေါင်လန်စင်းနဲ့ဘုံတန်ကြားလို့လက်နိုးလာပါတော့တယ်တကယ်တော့လန်စင်းကလက်ထောက်တရားသူကြီးပါသူ့ရဲ့အထက်မှာတော့တရားသူကြီးမင်းချန်ရှိနေပါတယ်တရားသူကြီးမင်းချန်နေကောင်းသွားလို့တရားစီရင်နေပြီဆိုတာသိလိုက်ရပါတယ်လန်စင်းတရားရုံးနဲ့ပြန်ရောက်သွားတဲ့ချိန်မှာပဲမိန်းကလေးကြီးကရောက်နေပါပြီသူ့ရဲ့အထက်တရားသူကြီးချန်ကဝင်မချုံနဲ့ဘေးဖက်နေလို့အမိန့်ပေးလိုက်ပါတယ်ပြီးတော့မိန်းကလေးကြီးချီမိသားစုကိုရှံဝေတတ်တယ်လို့ဆွဆွဲထားတာမင်းမတတ်သိရှိလို့လားလို့မေးလိုက်ပါတယ်မိန်းကလေးရှိလဲ surprise ဖြစ်သွားတာပါပြီးတော့အမှုသည်တယောက်ရုတ်တရက်ရောက်လာပြီးချီမိသားစု73ယောက်နဲ့ခွေးတစ်ကောင်ရဲ့မျက်နှာဟာအမဲအောင်ဖြစ်နေပြီးငွေအန်းနဲ့ထောက်တော့လဲမဲနေတာကိုကြည့်ပြီးတော့တီးဆုံးရတဲ့အကြောင်းရင်းကအစိတ်ခတ်သက်ခံရတာပါလို့ပြောလာပါတယ်လုံးဝကို surprise အကြီးစားပါပဲစွတ်ပြုတ်ဦးတစ်လုံးလဲတွေ့ပါတယ်အဲ့ဒါနဲ့အစိတ်ခတ်ထားတာပါလို့ဆိုလာတော့တရားသူကြီးချန်ကအတင့်ရဲလိုက်တာချီမိသားစုတစ်ခုလုံးကိုမင်းတက်လိုက်တာပဲလို့အကြီးအကျယ်ဆွဆွဲလိုက်ပါတော့တယ်ပေါင်လန်စင်းကလည်းလူကြီးမင်းချီအိမ်ကအခိုင်းစီနောက်ကိုရှံဝေကိုယ်တိုင်လိုက်တက်နေတာကျွန်တော်ကိုယ်တိုင်တွေ့လိုက်ရတာပါမိသတင်းပေးသမားလည်းတွေ့တယ်ဒီတော့မိသတင်းပေးသမားကိုစင့်ခေါ်လိုက်ပါတယ်ရှိုဖူနောက်ကိုရှံဝေလိုက်တာကျွန်တော်မတွေ့ပါဘူးကျွန်တော်ချီမိသားစုရင်ရောက်တော့ရှိုဖူကရှံဝေကိုရိုက်နေတာပါနောက်တော့ရှိုဖူကန်တာခံလိုက်ရတော့ကျွန်တော်သတိမိသွားပါတယ်လို့ပြောတော့ပေါင်လန်စင်းကမင်းညာကပြောတော့အဲ့လိုမဟုတ်ပါဘူးလို့ပြန်ပြောတော့မင်းညာကခေါင်းမူးနေလို့အသေးစိတ်ကိုမပြောနိုင်တာပါလို့ပြန်ဖြေလာပါတယ်ပေါင်လန်စင်းကစိတ်တူလာပြီးထားဆူတော့တရားသူကြီးမင်းချန်ကပါဇက်ပိတ်ထားဆူပြီးတော့ဘေးကိုရိုက်ထုတ်လိုက်ပါတယ်ပြီးတော့စေးဆိုင်ပိုင်ရှင်ကမှဆင့်ခေါ်လိုက်ပါတယ်စေးဆိုင်ပိုင်ရှင်ကလည်းသူ့အိမ်မှာကြွက်တွေအရန်များနေလို့ကြွက်သက်စီလာဝယ်လို့ရောင်းလိုက်ရပါတယ်ဆိုပြီးတော့ပြောလာလို့မိန်းကလေးချီတော့အရန်အံ့ဩသွားတာပါကျမကြွက်သက်စီဝယ်တာမဟုတ်ပဲချောင်းဆူပြောက်စီးတာဝယ်တာဖြစ်ကြောင်းပြောပြနေတော့မှဖုန်ထန်ကွမ်းရောက်လာပြီးလူနှစ်ယောက်ကိုတရားစွဲခြင်းလို့ဆိုပြီးတရက်ခွင်းကိုရဲတင်းစွာပဲဝင်လာပြီးတခင်လေးရှန့်ကိုလူ73ယောက်တတ်တာလို့ဆွဆွဲထားတဲ့မိန်းကလေးရှိနဲ့သူနဲ့ပူးပေါင်းပြီးတော့တခင်လေးရှန့်ကိုအသေးဖြတ်တဲ့ပေါင်လူကြီးမင်းကိုပါပဲလို့ပြောလိုက်တဲ့အချိန်မှာတော့ surprise ပါပဲပြီးတော့တရားသူကြီးချန်လာသွားပြီးလူကြီးမင်းမိန်းကလေးကြီးကလန်စင်းကိုရွမ်3000လက်ထိုးထားတယ်လို့သိရပါတယ်အခုသူ့အိမ်မှာအဲ့ဒီငွေတွေရှိနေနိုင်သေးတယ်လို့ပြောတော့ပေါင်လန်စင်းတို့လည်းတိုင်ပတ်ပါပြီတကယ်လားဆိုပြီးတွားချခိုင်းတော့ငွေတွေအများကြီးရှိနေနှင့်ပြီးသားမို့လန်စင်းရဲ့လုံးပိုင်ခွင့်တွေရက်ဆိုင်ခံလိုက်ရပါတယ်လန်စင်းလည်းမိန်းကလေးကြီးပေးတာမဟုတ်သူပေးတာဆိုပြီးတော့ဖုန်ထန်ကွမ်းကိုလက်ညှိုးထိုးပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတရားသူကြီးမင်းကရဲတင်းလိုက်တာဘာလို့သူများဆွဆွဲနေတာလဲထပ်ပြောရင်မင်းကိုအပြစ်ပေးမယ်လို့ပြောခံလိုက်ရတာပါရန်ဝေကလည်းပေါင်လန်စင်းကိုဆွဲပြီးတော့သူတို့ကတဖွဲ့တည်းပဲထပ်မပြောတဲ့တော့ဆိုပြီးတော့ပေါင်လန်စင်းကိုနှစ်သိမ့်လိုက်ပါတယ်ဖုန်ထန်ကွမ်းကမိန်းကလေးကြီးကိုလူ73ယောက်တတ်တဲ့အမှုနဲ့တရားစွဲလိုက်ပါတယ်မိန်းကလေးကြီးကမတရားခံရတာပါလို့တင်ပြနေပေမဲ့ဘလို့မှပြောလို့မရတဲ့အပြင်ရုံတော့မှစူညံနေဆိုပြီးရဲမက်တွေကိုမိန်းကလေးကြီးရဲ့ပါဇက်ကိုရက်ဆက်စွာရိုက်ခိုင်းလိုက်ပါတယ်ရဲမက်တွေကလည်းမဆာမနာကိုရိုက်နေကြတာပါပေါင်လန်စင်းကလည်းလူကြီးမင်းဘလို့လုပ်ပြီးတရားသူကြီးဖြစ်လာတာလဲလို့ပြောတော့မင်းကယာဒူကနေပြုတ်သွားပြီးမင်းပါဇက်မပိတ်ရင်မင်းကရိုက်ခိုင်းမယ်လို့ပြောပြီးတော့ရှံဝေကိုပါဆင့်ခေါ်လိုက်ပါတယ်ရှံဝေကလည်းဝက်ကောင်းစားလာတွေနဲ့ရောက်လာပြီးတော့အဲ့ဒီညကမိန်းကလေးရှိနေရှိုဖူးတို့ခိုးချိန်းနေတာတွေ့တယ်လို့ဆွဆွဲလိုက်ပါတယ်ပြီးတော့လူတွေအကုန်လုံးဆွပြုတ်တော့ပြီးအိတ်နေတဲ့အချိန်ကျွန်တော်ကပါဆွပြုတ်လာတိုက်တယ်လို့ပြောလိုက်ပါတယ်မိန်းကလေးရှိကမတရားခံရတာပါလို့စက်တိုက်ပြောနေလို့အနောက်ထဲခေါ်ပြီးပါဇက်ကိုထက်ရိုက်ခိုင်းလိုက်တဲ့အချိန်မှာပဲရှံဝေကဆက်ပြောနေခဲ့တာပါသူစိတ်မတန်လို့မတော့ပဲနေလိုက်လို့ကန့်ကောင်းတယ်ရှူဘူးကလည်းခွေးနဲ့ကြိုက်ခိုင်းပြီးသူ့ကိုလိုက်တက်တယ်အပြင်ရောက်မှရုတ်တရက်ကဲပါအောင်ဆိုပြီးတော့ထအော်လိုက်လို့ပေါင်လူကြီးမင်းတို့ရောက်လာပြီးကျွန်တော်ကိုဝိုင်းဖမ်းကြတာပါမိန်းကလေးကြီးကလည်းရှင်းလိမ့်နေတာဆိုပြီးတော့ဒေါသနဲ့နေနဲ့ပြောနေုံကလွယ်ပြီးဘာမှမတတ်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲတားဖွားဆီယာမကိုစင့်ခေါ်လိုက်ပြီးမေးလိုက်တဲ့အချိန်မှာတော့မိန်းကလေးရှိမှကိုဝင်ရှိနေတာသိလိုက်ရပါတယ်အဲ့ဒါကိုဖုန်တန်ကွမ်းကတရားသူကြီးသူ့ယောက်ျားကကျမ်းမာရေးမကောင်းလို့သားသမီးမရနိုင်တာလူတိုင်းသိပါတယ်အခုသူ့မှာကိုဝင်ရှိနေပြီဆိုတော့သူရှိုဖူးနဲ့ရှုပ်ခဲ့တယ်ဆိုတာအမှန်ပဲဖြစ်မယ်ဆိုပြီးရက်ဆက်စွာဆွဆွဲလိုက်ပါတယ်ရှိုဖူးကဆင့်ခေါ်လိုက်ပြီးကိုတခင်မအပေါ်ဖောက်ပြန်ရက်တယ်ချီမိသားစုကိုတတ်လိုက်တာတေတံကြခံရမယ်ဆိုတာမသိဘူးလားလို့မေးတော့ရှိုဖူးကလည်းလူကြီးမင်းမိန်းကလေးကြီးနဲ့ကျွန်တော်ပတ်သက်ခဲ့တယ်ဆိုတာမှန်ပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲလန်စင်းတို့ကဝါဆိုပြီးတော့လုံးဝ surprise ဖြစ်သွားပါတယ်ဒါပေမဲ့ချီမိသားစုကိုအစိတ်ခတ်တာတော့သူတယောက်ပဲလောက်တာပါမင်းလိုက်နေတာမင်းကိုသူဘယ်လိုလုပ်ကြိုက်နိုင်မှာလဲတက်တီပြလို့ပြောတဲ့အချိန်မှာပဲမိန်းကလေးရှိကသူ့ကိုသဘောကျလို့ပေးထားတဲ့ရီးစားစာဆိုပြီးတော့ဖတ်ပြပါတော့တယ်စားတွေးမိချိန်ရင်ခုန်ခြင်းကြောင့်အသက်ရှင်နေတဲ့အချိန်လေးမှာပျော်ပျော်နေကြရအောင်အဲ့ဒီချိန်မှာမိန်းကလေးကြီးကလည်းမတရားခံရတာပါဆိုတာပဲပြောနိုင်မှာတော့တယ်မင်းမိသားစုတွေအကုန်အစိတ်ခတ်သက်ပြီးခိုင်းစီနဲ့ဖောက်ပြန်ခဲ့တာတက်တီဆုံသွားပြီးမင်းတရားခံဆိုတာဝင်မခံသေးဘူးလားဆိုပြီးတော့တရားသူကြီးကမေးလိုက်တဲ့အချိန်မှာမတရားခံရတာပါလွဲပြီးတော့ဘာမှမပြောနိုင်တဲ့မိန်းကလေးကြီးကိုချိန်နှံပေးဖို့အမိန့်ပေးလိုက်တဲ့ပြည်တံကိုပေါင်လန်စင်းကလမ်းဖမ်းလိုက်ပါတယ်
လူကြီးမင်း तू ကမိန်းကလေးလေးပြီးတော့မိန်းကလေးချီချောင်းချခံရတာကျွန်တော်ကောင်းကောင်းသိတယ်လို့ပြောတော့မင်းမဝင်ပြောပိုင်ခွင့်မရှိဘူးလို့ပြန်ပြောပါတယ်ပြီးတော့ပေတံကိုလန်ဆင်းကပေးမကင်လို့ရိုက်ကြစမ်းဆိုပြီးရဲမက်တွေကိုရိုက်ခိုင်းလိုက်ပါတယ်တကယ်ကိုရဲရဲဆက်ဆက်အပြစ်ပေးနေကြတာပါလက်စားတက်တဲ့ပေါင်လန်ဆင်းလို့လူတော့မခံစားနိုင်တော့ပါဘူးကိုဝင်တဲ့မိန်းကလေးကိုသတိမေးတဲ့အထိအကြိမ်ပေါင်းများစွာရိုက်နှက်ပြီးမှဝန်ခံကလေးစာရွက်မှာလက်ဝှေ့နှိပ်တာခံလိုက်ရပါတယ်။အဲဒီချိန်အဖြစ်သားဖြစ်သွားပြီဖြစ်တဲ့မိန်းကလေးချီကိုတော့စောင်းကုန်းရင်မြို့လေကောင်မှာစီရင်မယ်ဆိုပြီးတော့အမိန်ထုတ်ပြန်လိုက်ပါတော့တယ်။ပေါင်လန်စင်းကလည်းအားရပြောခွင့်နေတဲ့မိန်းကလေးချီအနားသွားပြီးတော့တောင်းပန်ပါတယ်လို့ပြောတော့မိန်းကလေးချီကလန်စင်းရဲ့လက်ကိုကိုက်လိုက်တာပါရဲမက်တီဆွဲခေါ်သွားတဲ့အချိန်မှာတော့သူ့ထွက်လွန်နေတဲ့မိန်းကလေးချီစီကနေပြီးတော့လူယုံမှာသူတို့နဲ့ပေါင်းပြီးငါ့ကိုကြောက်ချတယ်ငါနင်းကိုခွင့်မလို့ဘူးဆိုပြီးတော့အော်ပြောသွားခဲ့တာပါစိတ်မကောင်းစွာကြံနေခဲ့တဲ့ပေါင်လန်စင်းရဲ့အပေါ်ကိုတော့နင်းနေတစ်ဖောက်ဖောက်စကြလာတဲ့အချိန်စောင်းရောက်ပြီးနင်းနေကြလာပြီးမတရားခံရတာပါဆိုတဲ့ပေါင်လန်စင်းရဲ့အော်ဟစ်တန်နေတာရုံတော့ထဲမှာပဲ့တင်ကြံရင်းနေပါတော့တယ်။နောက်နေ့မှာတော့လန်စင်းတို့တူအီးနှစ်ယောက်ချီမိသားစုရဲ့အိမ်မှာတက်တီရှာဖို့ရောက်လာကြပါတယ်။ခန္ဓာကိုယ်ထဲမှာအစိတ်မရှိပဲအယိုးတွေကျိုးကျနေအောင်အရိုက်ခံထားရပြီးတော့တည်ပြီးမှပါဇက်ထဲကိုအစိတ်ကြီးလောင်းထည့်ထားတာကိုအန်နဲ့လေပင်ကိုထောက်ကြည့်လိုက်တဲ့အချိန်မှာတီးလိုက်ရပါတယ်။ဘိုက်ထဲမှာတော့အစိတ်မရှိပဲလေပင်မှာပဲအစိတ်ကရှိနေခဲ့တာပါ။တက်တီခိုင်လုံသွားလို့ပျော်နေတဲ့လန်စင်းတို့တူအီးနှစ်ယောက်ရဲ့ဘေးမှာတော့လူကြီးမင်းချန်ကရောက်လာတာပါ။လန်စင်းလဲလူကြီးမင်းဒီကိုဘာလို့ရောက်နေတာလဲလို့မေးတော့တက်တီခံဖျောက်ဖျက်မှုနဲ့မင်းကိုလာဖမ်းတာလို့ပြောပြီးတော့ပေါင်လန်စင်းကိုဖမ်းသွားကြပါတော့တယ်။အဲဒီအချိန်မှာရှန်ဝေရဲ့အဖေရေတက်လူကြီးရှန်ကွမ်ကတရားသူကြီးကိုတော်ကြောင်ချီးကျူးနေတာပါပြီးတော့အလောင်းကောင်းတွေကိုပါမိရှို့ဖျက်ဆီးခိုင်းလိုက်ပြီးအချုပ်ခန်းထဲရောက်နေတဲ့ပေါင်လန်စင်းကိုလည်းလူလွတ်ပြီးတော့အပြက်ရှင်းခိုင်းလိုက်ပါတယ်ထောင်ထဲမှာတော့လန်စင်းတယောက်ထောင်ဆောင်ရဲမက်ကိုတန်ကြီးမတက်တဲ့ခြေထောက်ခတ်တဲ့တန်ကြိုးနဲ့ပြန်လဲခိုင်းနေတာပါပြီးတော့ဘေးကထောင်ကျနေတဲ့ကျက်တစ်မင်းနဲ့လည်းစကားတွေများကြရင်နဲ့သူ့ရဲ့အခန်းဘေးမှာမိန်းကလေးချီမှန်တီးသွားပါတယ်မိန်းကလေးချီနဲ့စကားတွေပြောနေကြရင်မိန်းကလေးချီကလည်းသူရထားတဲ့ကလေးကသူ့ယောက်ျားနဲ့ရထားတဲ့ရင်သွေးပါသူ့ယောက်ျားကအဆုတ်ယောဂပဲရှိတာမလို့စွမ်းဆောင်နိုင်ခဲ့ကြောင်းလည်းပြောပြနေတာပါနောက်ပြီးပေါင်လန်စင်းကိုအထင်လွဲမိသွားလို့တောင်းပန်နေတာပါသူတို့နှစ်ယောက်လည်းလွတ်နေတဲ့အပေါက်ကနေလက်ညှိုးချင်းထိပြီးလန်စင်းကမတရားမှုဆိုတာအနိုင်ရယူထုံးစက်မရှိဘူးငါအတက်နိုင်ဆုံးကူညီမယ်ဆိုပြီးတော့ဂတိပေးလိုက်ပါတယ်အဲဒီချိန်မှာပဲသူ့ရဲ့တူလေးရောက်လာပြီးဦးလေးကိုတေးတံပြီးတော့မှဓမြတွေနဲ့ပူပေါင်းမှုလက်စားမှုပုံကံမှုဝက်ကိုမရင်းချင်းမှုတွေနဲ့လို့ပြောလိုက်ပါတယ်တေးတယ်မပြီးခင်မှာမျိုးဆက်ချန်လို့ရအောင်မိန်းကလေးတယောက်ခေါ်လာပြီးပါတယ်ဘေးကရဲမက်တွေကမြန်လှုပ်ဆိုပြီးတော့လောနေတာနဲ့ပဲကောင်မလေးကိုအထဲဝင်ခိုင်းလိုက်ပါတယ်မိန်းကလေးရဲ့မျက်နှာကိုလှပ်လိုက်တော့ပေါင်လန်စင်းကမင်းကိုလို့ပြောလိုက်တဲ့အချိန်မှာဟုတ်တယ်အချိန်မဖြုံးနဲ့တော့မြန်လှုပ်လို့ပြောတဲ့အချိန်မှာပဲပေါင်လန်စင်းကရန်ဝေးဒါဆိုလဲငါ့ကိုမျက်နှာအုပ်ဖို့ပွားလေးပေးဆိုပြီးတော့ပွားလန်းတောင်းနေတဲ့အချိန်မှာပဲပွားမလို့ဘူးနီလန်းအသေးရှိတယ်ဖောက်ထွင်းရှင်းဆိုပြီးတော့အားလို့အော်ပြီးတော့ထောင်ဝနှစ်ရံကိုထိုးခွဲလိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲလန်စင်းတို့ကလည်းမိန်းကလေးကြီးကိုပြန်လာခဲ့မယ်စိတ်မပူနဲ့ဆိုပြီးတော့ထွက်ပြေးသွားပါတော့တယ်မိန်းကလေးကြီးကလည်းလူကြီးမင်းအန်ဒီရဲ့ကင်ကန်ကောင်းစီဖို့ဆူတောင်းပေးလိုက်ပါတယ်ပေါင်လန်စင်းအိမ်ပြန်ရောက်တော့သူ့အမေကသူ့ရဲ့မြေရန်ဝေကိုတားအမတ်နဲ့လာကြူပြီးတော့အဖေနေမကောင်းကြောင်ပြောပြလိုက်ပါတယ်။ပေါင်လန်စင်းကလည်းအဖေနေကောင်းလားစိတ်ပူအောင်လုပ်မိပြီဆိုပြီးတော့အပြေးသွားပြီးတော့မေးလိုက်ပါတယ်။သူ့ရဲ့အဖေကလည်းမင်းလွတ်လာတာဝမ်းသာတယ်။လက်စားတဲ့အကျင့်ပြတ်အရာရှိတွေတဲ့ကိုကျင့်တရားစောင့်ထိန်လို့ယာဒူးကပြုတ်သွားတဲ့အရာရှိကပိုတန်ဖိုးရှိတယ်။ဆိုပြီးတော့နမ်းမျိုးတော်ကတငယ်ချင်းတယောက်ကိုအရင်ကကူညီပေးမှုတဲ့ကျေးဇူးတွေရှိကြောင်းနဲ့ဒီပါမုံတချမ်းကိုသူ့ရဲ့တငယ်ချင်းတရားစီရင်ရေးအတိုင်းပင်ခံကိုပြပြီးအကူအညီတောင်းဖို့လွတ်လိုက်ပါတယ်။နောက်ပြီးစပွဲအောက်ကဘိုးဘေးပေါင်ချိန်ထားခဲ့တဲ့စာအုပ်ကိုပါပေးလိုက်တာပါလန်စင်းကလည်းရှေးအောင်တရုတ်စာမဖတ်တဲ့ကြောင်းပြောပြတော့အဖေကတရုတ်စာပြန်တင်ခိုင်းလိုက်ပါတယ်အတိတ်မင်းနေတဲ့အမေဖြစ်သူကလည်းဗရမ ्या ကြောက်စီတာရှိတယ်ဆိုပြီးတော့ဖင်ထဲကနေငချောက်ပြားကြီးထုတ်ပြလိုက်တဲ့အချိန်မှာတော့လန်စင်းရဲ့အဖေကအသက်မရှိတော့ပါဘူးလူကြီးမင်းချန်ကလည်းလွတ်သွားတဲ့လန်စင်းကိုလိုက်ဖမ်းဖို့ကျက်တစ်မင်းကိုလွတ်ပေးလိုက်ပါတယ်ကျက်တစ်မင်းကလည်းလေပင်ကိုညှစ်ပြီးတော့မင်းမခိုင်းလဲငါပေါင်လန်စင်းကိုအပိုင်းပိုင်းဖြတ်မလို့လုံနေတာဆိုပြီးတော့အရန်ကိုစိတ်တိုးနေတာပါမနေ့ရောက်တော့အမေပေးလိုက်တဲ့ရွှေတုံးဆိုတဲ့မုံလာဥရီတည်ပြီးတော့နမ်းမျိုးတော်ကိုစထွက်လာကြတာပါဈေးထဲရောက်တော့လန်စင်းရဲ့အလိုရှိသည့်ပုံတွေကနေရာတိုင်းမှာကတ်ထားတာပါပေါင်လန်စင်းကကတ်ထားတဲ့ပုံတွေကိုတွားခွာလိုက်တဲ့အချိန်မှာပဲအကုန်လုံးကရိပ်မိသွားကြပါတယ်အဲ့ဒီအချိန်မှာကျက်သိန်းမင်းကရောက်ချလာပြီးမပြေးနဲ့ဆိုပြီးတော့လိုက်ဖမ်းมาတော့တယ်ရန်ဝင်ရဲ့နော်ကိုရီကိုပါမီးလက်ဝါတိုင်းနဲ့အငွေ့ထွက်အောင်ညှစ်နေတော့တာပါပေါင်လန်စင်းကတွေးတော့အကာအကွယ်အနေနဲ့ပေါက်စီတွေကိုနော်ကိုနေရာမှာထားလိုက်ပါတယ်ပြီးတော့ထွက်မလို့လုံနေတဲ့လေပေါ်ကိုခုန်တက်လိုက်တဲ့အချိန်မှာပဲအောက်ကအမျိုးသားတဦးကနော်ကိုနာကိုရုတ်တရက်ထိမ့်မိသွားတဲ့အချိန်မှာမိန်းကလေးလိုထင်သွားပါတော့တယ်ကျက်သိန်းမင်းကတော့မင်းမပြေးနဲ့မလွတ်နိုင်ပါဘူးခွေးတောင်းသားဆိုပြီးတော့ဆဲပြီးတော့ကြံနေခဲ့တာပါမိန်းကလေးကမုတ်ထိုင်ဖြစ်ပြီးတော့အမျိုးသားကတော့မုတ်တဖြစ်ပါတယ်သူတို့ကတော့လေပိုင်ရှင်တတိတွေဖြစ်ကြပါတယ်စားတောင်းနေကြရင်မုတ်ထိုင်တို့ကနန်းတော်ကိုသွားမှဖြစ်ပြီးနန်းတော်ကိုတော့မဝင်ဖြစ်ကြောင်းနဲ့
အတူတူသွားကြပြီးတယောက်ကိုတယောက်စောင့်ရှောက်ကြမယ်ဆိုပြီးပြောနေကြတော့မိုးတာကတော့မိန်းကလေးအမတ်နဲ့ဟင်းနေတအားထည့်ပြီးနေတာပါကိုခံပညာသင်ပေးမယ်လဲပြောလိုက်တာပါပြီးတော့လန်ဆင်းကိုကိုခံပညာတွေသင်ပေးနေကြတာပါစူးတွေပေါ်မှာနေနိုင်အောင်မျက်လုံးမိတ်ပြီးဓားပေါက်နိုင်အောင်ပါဇက်ထဲကိုဓားထဲနိုင်အောင်နေကျွမ်းကျင်အောင်သင်ပေးခဲ့တာပါမိုးတာလန်ဆင်းရဲ့အိတ်ကိုတိတ်တိတ်လေးခိုးဖွင့်တဲ့အချိန်မှာမိန်းကလေးအတွင်းခံတွေ့သွားပါတယ်ပေါင်လန်ဆင်းကိုမိန်းကလေးအမတ်နဲ့အခန်းထဲခေါ်ပြီးအတင်းဆွဲစားမဲ့လုပ်နေတော့အမျိုးသားတယောက်လာတယ်ဆိုပြီးတော့မိုးထိုင်ကလာခေါ်ပါတယ်ရောက်နေတာကတော့ရန်ဝေပါပေါင်လန်ဆင်းကလည်းသူ့တယောက်မှန်ပေါ်သွားမှဆိုလို့ရန်ဝေကိုစကားပေးမပြောပဲဘာမှမကြားရှင်းဘူးမတွေ့ချင်ဘူးဆိုပြီးစက်တိုက်ကိုထိုးနေခဲ့တာပါအမီးရထိုးမလို့လှုပ်တဲ့အချိန်မှာတော့မိန်းကလေးလို့ခေါ်လိုက်တဲ့အချိန်မှာတော့ရန်ဝေတက်တာသွားပါတယ်သူကမိန်းကလေးလားလို့မိုးထိုင်ကမေးပြီးတော့မိန်းကလေးဆိုသူ့အကိုအခန်းထဲမှာအိတ်လို့မရဘူးသူနဲ့လာအိတ်လို့ခေါ်သွားပါတယ်ပေါင်လန်ဆင်းကလည်းတိတ်မငြင်းကြပါဘူးသွားမယ်ဆိုပြီးတော့သွားလိုက်တာပါမိုးတလည်းငါလည်းတယောက်တည်းမအိပ်ရဘူးလို့ပြောနေတော့ရန်ဝေကလည်းရတယ်ငါအဖော်လုပ်ပြီးမယ်ဆိုပြီးရှာကိုတက်ပလိုက်တာမိုးတလည်းဖင်ကျင်းသွားပါတော့တယ်မိုးထိုင်လည်းပဒင်းမောက်ကိုဖွင့်ပြီးတော့လာပြင်းညမှာခေါမိုးပေါ်မှာလန်ဆင်းနဲ့စကားပြောဖို့ခေါ်ပါတယ်လန်ဆင်းကတော့အတူအိပ်ဖို့ကိုပဲအားခဲနေခဲ့တာပါခေါမိုးပေါ်ရောက်တော့စကားပြောကြရင်မိန်းကလေးဟန်ဆောင်ထားတဲ့လန်ဆင်းကိုသူအားကြရတဲ့ရိုးသားတဲ့အရာရှိပေါင်းလန်ဆင်းမှန်းတိသွားကနှစ်ယောက်သားမြစ်ချင်းအကုန်ချက်ပြီးတော့ချစ်ခင်ဆုံမတ်သွားကြပါတော့တယ်မနေ့ရောက်တော့နန်းတော်ကိုသွားကြမဲ့လန်ဆင်းကိုမရှုပ်ပွေဖို့သူ့ရဲ့ကောင်မလေးကမှားရင်လမ်းခွဲလိုက်ရပါတယ်မိုးတလည်းရန်ဝေနဲ့ခဏအတွင်းမှာပဲတန်ရုံးစင်နေဖြစ်ပြီးမခွဲနိုင်မခွာရဲနဲ့ဖြစ်နေခဲ့တာပါနန်းတော်ကိုရောက်တော့အကြံပေးနဲ့တွေ့ပြီးတော့သူ့အဖေပြီးခဲ့တဲ့ပါမုံကိုပြလိုက်တော့ကူညီပေးမယ်ပြောပါတယ်အဲ့ဒီအချိန်မှာပဲရေတက်ကရှန်ကွမ်လေးရောက်လာပြီးတော့သူ့သားရှန်ဝေကိုဘယင်မင်းစီတိုင်မလို့လုံနေတာတိသွားတော့လန်ဆင်းအဖေရဲ့ပါမုံမျက်နှာတော်မထောက်တော့ဘဲနဲ့ပါမုံအခုတည်းကပြန်ပေးလိုက်ပါတယ်လန်ဆင်းတို့နန်းတော်ကပြန်မဲ့အလုပ်ပါမုံတွေအကုန်ရဲမတ်တွေကပါဇက်ထဲအတင်းသိပ်ထဲနေကြတာပါပြီးတော့ပေါင်မျိုးနွယ်တိတ်ခါကြအချက်ရအောင်လို့ဆိုပြီးတော့မြို့ထဲမှာတထောင်းစားလှုပ်ခိုင်းလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာရှန်ဝေရဲ့တရုတ်ဝင်မိန်းမလည်းနေစီလာစီကြီးဖြစ်နေခဲ့တာပါလန်ဆင်းကတော့ပါမုံတွေမစားခြင်းပဲအတင်းခွန့်ကြွေးခံထားလို့မောနေတဲ့ရန်ဝေကိုစိတ်ပူပြီးဘလို့နေသေးတယ်လို့မေးလိုက်တဲ့အချိန်မှာတော့ဗိုက်စားတယ်ဆိုပြီးပါမုံကိုကိုက်စားပါတော့တယ်လန်ဆင်းလည်းစိတ်တွေတူပြီးတော့တွန်းထုတ်ပလိုက်တာပါစားစရာမရှိတော့တဲ့လန်ဆင်းတို့ကရိုးရိုးသားသားအလုပ်မျိုးစုံကိုလုပ်နေကြပေမဲ့ဘာအလုပ်ကိုလုပ်လို့ရဲမတ်တွေကပြီးမလုပ်ပဲလိုက်ရိုက်နှက်နေကြတာပါထမင်းမစားတာကြာပြီဖြစ်တဲ့ရန်ဝေကတော့တထောင်းစားအဆင့်ကိုရောက်သွားခဲ့ပါပြီသူများတွေမုံဝေနေတာကအစလိုက်တောင်းစားနေရတော့တာပါလန်ဆင်းကိုလည်းအဖက်မလုံနိုင်တော့ပဲတွန်းလွတ်ပလိုက်တာပါအဲ့ဒီချိန်ပေါင်လန်ဆင်းရဲ့ဘေးကိုလူတစုဝိုင်းရဲနှက်ပြီးလူလိန်တယောက်ပြုတ်ကျလာပါတယ်သူရှိမှပဲရှေ့အရိုက်ခံနေရတာပါလန်ဆင်းကလည်းမင်းအစားတလုံးအတွက်လိန်နာလားလို့မေးတော့မုံကိုပါပါဇက်ထဲထည့်ပြီးဟုတ်တော့ပါဖြစ်လဲလို့ပြောပြီးတော့နောက်တနေရာကိုထွက်သွားဖို့လုပ်ပါတယ်လန်ဆင်းလည်းတရောင်းစားတဲ့လူလိန်ကိုပဲလုံးမယ်ဆိုပြီးတော့ဖြာတယ်မတွေရှိနေတဲ့နာမည်ကြီးစောင်းကြမြိုင်တစ်ခုမှတထေးဟန်ဆောင်ပြီးဝင်သွားပါတယ်စောင်းကြမြိုင်တထေးမကလည်းတထေးအမတ်နဲ့အထူးကန်နဲ့ခေါ်သွားခဲ့ပါတယ်အရန်ပိုက်စားနေတဲ့လန်ဆင်းကတော့မိန်းကလေးတွေဒီလောက်များနေတာတော့အဖက်မလုံနိုင်ပဲနဲ့အစားတွေကိုကျဲခေါင်းမဖော်ရန်စားနေခဲ့တာပါအရက်လာတိုင်းနေတဲ့တထေးမကိုတော့မှငါ့ကိုလာမရှုံးနဲ့ဆိုပြီးတွန်းထုတ်ပလိုက်တာပါတထေးမအရက်ကိုအတင်းတိုက်တော့လက်ကိုပါကိုက်ပလိုက်ပါတယ်ဘွားတော်တယောက်ကလည်းစောင်းကြမြိုင်လာပြီးဘသူမှဒီလောက်အစားမငန်းဘူးလို့ပြောလိုက်တဲ့အချိန်မှာတထေးမကသူယူနေတာမဟုတ်ဘူးပုံမှန်မိန်းမလားတွေကိုစိတ်ဝင်စားတာနေမှာစောင်းကြမြိုင်ရဲ့အချောဆုံးကိုခေါ်လိုက်မယ်ဆိုပြီးတော့ယူရင်းဆိုပြီးတော့အကျိကြီးပဲအော်ခေါ်လိုက်ပါတော့တယ်မိမကျိုးလေးဝင်လာတဲ့အချိန်မှာတော့လန်ဆင်းကအကုန်စားပြီးတော့မဝလို့ပကံတွေကိုပါရှာနေရက်နေတာပါအစာလဲဝပြီးမိမလှလေးရောက်ပြီဆိုတော့လန်ဆင်းကယူရင်းရဲ့အလှမှာတောင်းလိုက်ကြီးနဲ့ကိုမျောသွားတော့တာပါအဲ့ဒီအချိန်မှာတယောက်နဲ့တယောက်နှလုံးသားထဲရောက်တဲ့အထိမိတ်ဆက်ရအောင်ဆိုပြီးပေါင်လန်ဆင်းရဲ့မျက်လုံးကိုမိတ်ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာလန်ဆင်းကိုမတင်ကားတဲ့ယူရင်းကတော့ပေါင်လန်ဆင်းရဲ့အိတ်ကိုမှွေနှောက်ရှာတာဘာမှကိုမရှိတာနဲ့ရှင်တော့မကြခင်အရိုက်ခံထီတော့မယ်ဆိုပြီးတော့အဆောင်တွေကိုခေါ်လိုက်ပါတယ်အဆောင်တွေရောက်လာတော့လန်ဆင်းကယူရင်းကိုတစားကန်လုပ်ပြီးတော့ရှေ့တက်မလာနဲ့တော့ငါသူ့မျက်လုံးထိုးလိုက်မှလို့ပြောတော့မှရှိသေးတယ်ယူရင်းကပေါင်လန်ဆင်းရဲ့မျက်လုံးကိုထိုးပြီးတော့စက်တိုက်ကိုရိုက်နှက်ပါတော့တယ်ပါဇက်ကလည်းပတ်စံတပြားမှမရှိပဲတဝတပြဲစားတဲ့မိန်းကလေးတွေကိုလည်းခေါ်တယ်တေးအောင်ရိုက်တက်ပြစ်မယ်ဆိုပြီးတော့ရိုက်ရင်းနဲ့ကိုပြောနေခဲ့တာပါနောက်ပြီးတော့အဆောင်တွေကိုလည်းနင်တို့ဘာလုပ်နေကြလဲဝိုင်းမရိုက်ကြပဲနဲ့ဆိုပြီးအမိန့်ပေးလိုက်ပါတယ်အဆောင်တွေဝိုင်းရိုက်တာခံနေရတဲ့အချိန်မှာတော့စောင်းကြမြိုင်တတိမကြီးကလန်ဆင်းအိတ်ကိုမှွေနှောက်ပြီးစာအုပ်ကိုပြစ်ချလိုက်တဲ့အချိန်လန်ဆင်းကလည်းစိတ်ပူပြီးခေါင်းနဲ့ဖျောင်းနိုင်ကိုတိုက်မိပြီးစာအုပ်မီးလောင်သွားပါတယ်။ပေါင်လန်ဆင်းလည်းဘဝမှာဆုံးရှုံးစရာမရှိတော့တဲ့ခံစားချက်တွေနဲ့တတိမရဲ့ဒီဆိုင်မှာပဲအလုတ်ကြမ်းလုပ်ရမယ်ဆိုတဲ့စကားလုံးတွေကြောင့်ပါဇက်ကြီးကလည်းပြန်ပိတ်လို့မရတော့ပဲကြက်တီတီသွားခဲ့ပါတယ်။အလုံးလုံးနေတဲ့အချိန်မှာတော့ပါဇက်ကပိတ်လို့မရတော့ပါဘူး။ထမင်းတော်အောက်မီးကိုလက်နဲ့မှပြီးစားနေရတော့တာပါ။တနေ့စီးပွားပြိုင်မှာတတိမဖက်တီတယောက်ကဖောက်တယ်လူလို့စောင်းကြမြိုင်မှာပြဿနာလာရှာနေတာပါအဲ့ဒီချိန်စောင်းကြမြိုင်တတိမရောက်လာပြီးဧည့်သည်တွေကသဘောကျတဲ့မိန်းမတွေစီပဲလာမှဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဖက်တီမှာတော့စီးပွားရေးထိခိုက်တဲ့အတွက်တောင်းမှမဟုတ်ရင်တင်ကန်းစာပြီးမယ်လို့ပြောတော့စောင်းကြမြိုင်တတိမလည်းနင်ကငါနဲ့ရန်ဖြစ်ချင်တာလားဆိုပြီးတော့ရန်ပွဲကိုအစပြုလိုက်ပါတယ်
နှစ်ယောက်သာချမလို့လို့နဲ့ပြေးသွားကြပြီးပါဇက်နဲ့တိုက်ပွဲဖြစ်ပါတော့တယ်။စောင်းကြမြိုင်တတိမပဲစက်တိုက်ပြောနေခဲ့တာပါ။နင့်သားဆောက်ယူနင့်အဖေကဆောက်ပေါ်နင့်လိုမိမကြက်ဖင်မဲ့စားတဲ့နဲ့ကောင်းမနင့်စီးပွားရေးမကောင်းတာများငါအပြစ်ဖြစ်ရသေးတယ်။ငါအဖေငါ3နှစ်ကနေကဆုံးသွားတာငါပထဝီလည်းတစ်နှစ်တယောက်သေးတယ်။ငါအသက်10နှစ်ကနေကယောက်ျားလေးကိုမြူဆွဲလာတာ။နင့်ယောက်ျားနဲ့တော့အိပ်ဘူးတယ်လို့ပြောတော့ဖက်တီမာယောက်ျားလည်းရှက်နေခဲ့တာပါ။လန်စင်းတော်အရန်အံ့ဩတင်ပြီးတော့အားကျသွားတာပါ။ရံပွဲကဆက်ဖြစ်နေပါသေးတယ်။နင်နောက်ယူမဲ့ယောက်ျားနဲ့လည်းငါအိပ်ဖူးတယ်လို့ပြောတော့ဖက်တီမာငါနင့်ကိုတက်ပြစ်မဲ့ဆိုပြီးဘာမှဆက်မပြောနိုင်ခင်မှာပဲဒါကဘာစလုံးလဲဆိုပြီးပြလိုက်တော့ဖက်တီမာမတီးလို့ကြောင်နေတဲ့အချိန်မှာပဲညံကောင်းနေဆိုတဲ့စကားလုံးမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်ဟုတ်တယ်လို့ပြန်ပြောလာတဲ့အချိန်မှာတော့မားတယ်အချက်ကိုမရှိဘူးဆိုတဲ့စကားလုံးနင်မရှက်ဘူးလားနင်အခုအသက်40တောင်ရှိနေပြီနင်တေဖို့တင်ပြီဘဝမှာကောင်းတာဘာလို့ဘူးလဲလို့ပြောတော့ဒီမျိုးကအချောဆုံးမိန်းကလေးလေးယောက်ကိုပြိုးထောင်ပေးခဲ့တယ်လို့ဂုံယူစွာလက်မထောင်ပြီးတော့ပြောပါတယ်စောင်းကြမြိုင်တတိမလည်းဟုတ်တယ်သူတို့အခုငါဆိုင်မှာအလုံးလုံးနေကြတယ်နင်းကိုသူတို့ကမပြောဘူးလားနင်းကအသက်လည်းကြီးပြီးပတ်စံလည်းမရှိဘူးကိုတက်တည်တင်ပြီလို့ပြောလိုက်တာပါဖက်တီမလည်းခေါင်းမွေးလေးပါထောင်သွားပါတော့တယ်ပြောချင်တာတွေစက်တိုက်ပြောပြီးတော့ငါနဲ့များလာရန်ဖြစ်ရှင်သေးတယ်ဆိုပြီးဂုံယူကထွက်သွားပါတော့တယ်ပေါင်လန်စင်းလေးဟာနေတဲ့ပါဇက်ကပြန်စီသွားပြီးတော်လိုက်တာဆိုပြီးတော့တတိမကိုချီးကျူးပါတော့တယ်နောက်နေ့ရောက်တော့ပင်လယ်ကြီးစီသွားပြီးပါဇက်တိုင်းလေးကျင်းပါတော့တယ်အားရင်အားသလိုတတိမစကားပြောနေတဲ့အချိန်မနီမဝေးကနေပညာယူနေပါတယ်ပါဇက်တစ်ခုတည်းကိုပဲအပြင်းထန်ကိုလေးကျင်းနေခဲ့တာပါနောက်ပိုင်းဒုတ်ထန်တစ်ချောင်းနဲ့ပါဇက်နဲ့ကိုက်ပြီးတော့ခုံနေကိုပါထိန်းချုပ်နိုင်လာပါတယ်။ကွေးနေတဲ့တန်ချောင်းလေးတောင်ဖြောင်းလာပါတယ်။ပါဇက်စွမ်းအားမြင့်လာတော့လူသေးတောင်ပြန်ရှင်လာပြီးတော့ပင်လေပြင်းတောင်ပောက်ကွဲထွက်လောက်အောင်စွမ်းထက်လာပါတယ်။ဆိုင်ပိတ်ချိန်ကိုရောက်တဲ့အချိန်မှာတော့ယူရင်ကမကောင်းတဲ့ယောက်ျားလေးကိုပဲပြုစုနေရတာအထီးကျန်ဝမ်းနဲ့အားငယ်ပြီးတော့သူ့ကိုဖက်ပြီးတော့နှစ်သိမ့်စကားပြောပြီးဖို့တောင်းဆိုတဲ့အချိန်မှာတော့ပေါင်လန်စင်းကနှစ်သိမ့်ပြီးမလို့လုံနေတဲ့အချိန်တတိမကဝင်လာပါတယ်။ပြီးတော့လူယုံမကောင်ငါမိန်းကလေးတွေကိုထိရဲတယ်လို့ပြောတော့ပေါင်လန်စင်းကလည်းငါနဲ့ရန်ဖြစ်ရှင်လို့လားလို့မေးလိုက်ပါတယ်တတိမလည်းနင်းနဲ့ရန်ဖြစ်စရာမလိုကြောင်းနင့်ကိုနေစရာစားစရာပေးထားရတာငါမိန်းကလေးတွေနဲ့ပတ်သက်စရာလားမေးတော့ပေါင်လန်စင်းကလည်းယူရင်ကစောင်းကြမြိုင်မှာလောက်ရတာပြင်းလာပြီးတဲ့ငါ့ကိုနှစ်သိမ့်ပေးစီခြင်းနဲ့မင်းလည်းစောင်းကြမြိုင်မှာလောက်ရတာကြပြီးပြင်းတဲ့အထီးကျန်တယ်လို့များမခံစားရဘူးလားလို့မေးလိုက်တဲ့အချိန်မှာတော့တတိမလည်းရောင်ပြီးတော့ခံစားရတယ်လို့ဖြေပါတယ်ရုတ်တရက်သတိပြတ်ဝင်သွားပြီးနင်းနဲ့ပါဆိုင်လဲလို့ပြန်ပြီးတဲ့ချိန်မှာတော့ဆိုင်တာပေါ့ငါဒီမှာအလုပ်လုပ်နေရလေနင်တို့ပြောစီချင်တာပေါ့မင်းတို့မပြောရင်ဧည့်သည်တွေကိုကောင်းကောင်းဆက်ဆက်နိုင်မှာမဟုတ်ဘူးလေအဲ့ဒီချိန်ဧည့်သည်တယောက်မှမရှိတော့ရင်စောင်းကြမြိုင်ကြီးလဲပိတ်လိုက်ရမှာပေါ့စောင်းကြမြိုင်သာပိတ်လိုက်ရင်ငါလဲလမ်းဘေးမှာအိတ်နေရမှာပေါ့ငါနဲ့ဆိုင်လားမဆိုင်ဘူးလားပြောဆိုပြီးတော့ပြန်မေးလိုက်တဲ့အချိန်မှာတော့တထေးမအသေးချင်းနေပြီလားငါ့ကိုပြန်ပြောနေတယ်ဆိုပြီးတော့အပြန်အလှန်စကားများကြရင်လည်းတထေးမရှုံးသွားပါတယ်တတိမစိတ်ထဲမှာတော့ဒီကောင်ဘာလို့ဒီလောက်ပါဇက်ဆိုးရတာလဲဆိုပြီးတော့တွေးနေရင်နဲ့ကောင်းလေးဒီကနေဘယ်မှမသွားနဲ့နင်းနဲ့အပြိုင်ဆဲဖို့အခုသွားခေါ်မယ်ဆိုပြီးတော့ဖြာတယ်မတွေအများကြီးကိုခေါ်လာပြီးရောက်ချလာပါတော့တယ်အဲဒီချိန်မှာလန်စင်းကတော့ထိုင်ရတော့မထပဲပြောသမျှတွေအကုန်ပြန်ပြောတာတတိမအပါဝင်မိန်းကလေးတွေအကုန်လုံးအဝေးကိုလွင့်ထွက်သွားပါတော့တယ်ပေါင်လန်စင်းကတော့စောင်းကြမြိုင်မှာအစဲဘရင်ဖြစ်သွားပါပြီနောက်တနေ့မှာစောင်းကြမြိုင်ရဲ့အစဲဘရင်ပေါင်လန်စင်းကိုယူရင်းကချီးကျူးနေတဲ့အချိန်မှာကျက်တစ်မင်းကယူရင်းနဲ့အတူနေခြင်းနဲ့ဆိုပြီးတော့ရောက်ချလာပါတယ်ပေါင်လန်စင်းလည်းအမြန်ပုံးဖို့လုပ်ပြီးတော့ပုံးစရာမရှိလို့ဂရင်အောက်ထဲကိုဝင်ပုတ်လိုက်ရပါတော့တယ်ကျက်တစ်မင်းကလည်းယူရင်းနဲ့အတူနေဖို့အစပြိုးနေတဲ့အချိန်မှာပဲအမတ်ရောက်လာလို့ဆိုပြီးတော့ကျက်တစ်မင်းလည်းဂရင်အောက်ဝင်လိုက်ရပါတော့တယ်အမတ်တွေဝင်လာတော့အမတ်တယောက်နဲ့ယူရင်းနဲ့အစပြိုးနေတဲ့အချိန်မှာပဲအိမ်ယာထိန်းသိမ်းရေးအမတ်ရောက်ချလာလို့အဲ့ဒီရဲ့အမတ်ကပါဂရင်အောက်ထဲဝင်လာတဲ့အချိန်မှာတော့ဂရင်အောက်မှာ3ယောက်ဖြစ်သွားပါပြီယူရင်းနဲ့အိမ်ယာထိန်းသိမ်းရေးအမတ်အစပြိုးနေတဲ့အချိန်မှာပဲပေါင်လန်စင်းကထွက်ချလာပြီးတော့အိမ်ယာထိန်းသိမ်းရေးပခုံးကိုပုတ်လိုက်ကအားကျပညာယူခြင်းလို့ဆိုပြီးပြောပါတယ်အမတ်ရဲ့ရဲမတ်တွေခေါ်လိုက်တဲ့အချိန်မှာတော့ဂရင်အောက်ကကျက်တစ်မင်းနဲ့အမတ်တယောက်ပါထွက်လာပြီးရက်ွက်ထဲပတ်ပြောမဲ့ပြောတော့ပတ်စံနေအများကြီးပြီးထွက်သွားတော့တာပါတကယ်တော့အရက်ပူပူနဲ့အမတ်ဆိုသူကရှင်ဘရင်ဖြစ်နေခဲ့တာပါပေါင်လန်စင်းတို့လည်းဘရင်ကိုဒူးထောက်ကအယူသေးပေးလိုက်ပြီးအကူအညီတောင်းခံလိုက်ပါတယ်အကယ်လို့မကူညီပေးဘူးဆိုလို့ရှင်ဘရင်စောင်းကြမြိုင်လာတာကိုရက်ွက်ထဲပတ်ပြောမဲ့လို့ပြောလိုက်ပါတော့တယ်နန်းတော်ပြန်ရောက်တော့ရှင်ဘရင်ကရာသီဥတုကလည်းမตายရဘူးမတရားမှုတွေရှိနေပြီဆိုပြီးတော့ပေါင်လန်စင်းကတိုင်ထားတဲ့အကြောင်းပြောပြပါတော့တယ်ရှန်ကွမ်နဲ့အမတ်ကလည်းပေါင်လန်စင်ကပြည့်တစားကောင်းလုပ်နေတာပါဘလို့လို့ပြီးရှင်ဘီရင်နဲ့တွေ့တာလဲလို့မေးနေခဲ့တာပါအဲ့လိုမေးလာတဲ့အချိန်မှာတော့ရှင်ဘီရင်ကလည်းပေါင်လန်စင်ကိုစင့်ခေါ်လိုက်ပြီးပြည့်တစားကောင်းဟုတ်မဟုတ်သိရအောင်လို့စောင်းကြမြိုင်ကတတိမကစင့်ခေါ်လိုက်ပါတယ်စောင်းကြမြိုင်ကတတိမကလည်းလန်စင်ကိုတိတော်မသိဘူးမြင်တော်မမြင်ဘူးလို့ပြောနေတဲ့အချိန်မှာပဲပေါင်လန်စင်ကအန်အော်တကြီးကြည့်လိုက်လို့ဘာကြည့်ရလဲမိမလားမမြင်ဘူးလားလို့တော့ပြောလိုက်ပါသေးတယ်ဒီလိုနဲ့ပဲတရားကိုပြန်စစ်ဆေးခွင့်ရဖို့ရှင်ဘီရင်ကလောင်းကစားတစ်ခုလုပ်လိုက်တာပါပန်းသီးကိုသူ့ရဲ့ခေါင်းပေါ်တင်ပြီးတော့ဓမြောင်နဲ့ပေါက်လို့ထိလို့ရှိရင်တရားကိုပြန်စစ်ဆေးခွင့်ရမယ်လို့ပြောလိုက်ပါတယ်။တရားပြန်စစ်ဆေးခွင့်ရဖို့လန်စင်းကလည်းမျက်လုံးမိတ်ပြီးခေါင်းပေါ်ကပန်းသီးကိုပေါက်ချင်အောင်ဆောင်လိုက်ရသေးတာပါ။အဲ့ဒါတွေပြီးတော့မှဘရင်ကအမှုပြန်စစ်ဖို့ဆိုပြီးတော့ပေါင်လန်စင်းကိုပထမတန်းအမြင့်ဆုံးတရားသူကြီးချုပ်ယာရုကိုခန့်လိုက်တာပါ။ကျက်တစ်မင်းကိုလည်းပထမတန်းတိုင်းသမားယာရုပေးအပ်လိုက်ပါတယ်။ပေါင်လန်စင်းလည်းအရန်ပြော့ပြီးအိုးရေးဆိုထောက်អော်လိုက်ပါတယ်။ဘရင်ကလည်းမင်းအတွက်အတက်နိုင်ဆုံးလုပ်ပေးပြီး
ငါ့ကိုဘလို့ကျေးဇူးပြန်ဆက်မလဲလို့မေးတော့ပေါင်လန်စင်းကလည်းစောင်းကြမြိုင်သွားကြမယ်လို့ပြန်ပြောလိုက်တဲ့အချိန်မှာလည်းဘရင်ကအယမ်းပြော့ပြီးတော့အိုးကြီးလို့ထအော်ပါတော့တယ်တစ်ဖက်မှာတော့တရားသူကြီးမင်းချန်ကကျသစ်မင်းကအချိန်မီတားဆီးလိုက်တဲ့အချိန်မှာတော့မှမိန်းကလေးကြီးကိုတတ်ဖို့အမိန့်ချလိုက်တာပါကျသစ်မင်းကလည်းမိန်းကလေးကြီးကိုခုတ်လိုက်တဲ့ဓာတ်ကိုပြတ်သွားအောင်ဓာတ်နဲ့လမ်းပေါက်ပလိုက်ပါတယ်အဒီတော့မှမိန်းကလေးကြီးလည်းအသက်ချမ်းသာရသွားပါတော့တယ်ကျသစ်မင်းကစာတစောင်ဖတ်ပြလိုက်တာပါမင်းကြီးအမိန်ရတတ်မိတ်ကိုစောင့်ပြီးပေါင်လူကြီးမင်းအမှုပြန်လဲစစ်ဆေးမယ်လို့ကြေညာလိုက်တော့တရားသူကြီးမင်းချန်လည်းအတန်အောင်မထွက်နိုင်တော့ပါဘူးနောက်နေ့ရောက်တော့ပြည်သူ့ချစ်တော်ပေါင်လူကြီးမင်းတရားစီရင်မှာကိုပြည်သူလူထုတွေကအကုန်စိတ်ဝင်စားလာကြည့်မလို့လုပ်နေကြတာပါတရားသူကြီးပေါင်ချိန်ရဲ့မျိုးဆက်ဆိုတော့နဖူးမကျဲကိုကတ်ထားပြီးဘေးကတူလေးရံဝေရတော့အိုးမဲတွေတုတ်ထားလိုက်တာပါချီမီသားစုအသက်ခံရမှုကိုတရားဌာန၃ခုနဲ့စစ်ကြမှာဖြစ်ပြီးတော့တရားသူကြီးချုပ်ပေါင်လန်စင်းလက်ထောက်တရားသူကြီးမင်းဖန်ရေတက်အရာရှိရှန်ကွမ်တို့ကစစ်ဆေးသွားမှာဖြစ်ပါတယ်တရားသူကြီးမင်းချန်ကလည်းရုံးတော့မှမစူညံနဲ့တိတ်တိတ်နေလို့ပြောတဲ့အချိန်မှာပဲမျက်နှာကိုကြက်ဦးနဲ့အပေါက်ခံလိုက်ရပါတယ်ဘရင်ရဲ့အတော်ဆုံးရှေ့နေဖုံထန်ကမှရောက်ရှိလာခဲ့တာပါဘယ်သူမှညဉ့်ညမ်းစွာမဆဲဆိုရဆိုပြီးတော့တရားရေးအရာရှိကစီကံတတ်မှတ်တော့ပေါင်လန်စင်းကလည်းငါမှအထူးခွင့်ရရှိတယ်လို့ပြောတဲ့အချိန်မှာဒါဆိုအမေနဲ့ပဲဆဲရမယ်လို့ပြောလာလို့မေလို့ဆိုပြီးတော့ဆဲပလိုက်တာပါတောင်ဆိုတဲ့ခေါင်းလောင်ထိုးဆန်တဲ့အတူတရားခွင်ကစတင်ခဲ့ပါပြီဖုန်ထန်ကွမ်းတော့တရားရုံးမှာသူ့ကိုမပြောခိုင်းမင်းနဲ့အရင်ပြောလိုက်လို့လန်စင်းကငါ့ကိုမော်ကြည့်လို့မရဘူးမိမလို့မိမရကောင်ဆိုပြီးပြောလိုက်တာပါရှန်ကွမ်ကလည်းဘရင်ရှိနေကိုအဲ့လိုမပြောသင့်ကြောင်ပြောတော့ရေတက်ချုပ်ချန်ကွမ်ကိုတော့မှမေလို့သုံးခါတောင်ဆဲပလိုက်တာပါဖုန်ထန်ကွမ်ကိုလည်းငါကဒီအမှုကိုပြန်စစ်မဲ့တရားသူကြီးမင်းကိုစကားမပြောခိုင်းသေးပဲနဲ့ပြောတာမင်းအပြစ်ကျူးလွန်လားမကျူးလွန်လားမိမလို့မိမရကောင်ရဲ့ဆိုပြီးတော့ပြောလိုက်တော့တာပါပေါင်လန်စင်းရဲ့စကားလုံးတွေကပြင်းထန်တော့ဖုန်ထန်ကွမ်တော့အနောက်ကိုဆုတ်သွားတာပါပေါင်လန်စင်းကိုပြန်ပြောခြင်းစိတ်တည်နဲ့ဖုန်ထန်ကလည်းအနောက်ကိုတဖြည်းဖြည်းဆုတ်သွားနဲ့ငါ့ကိုရိုက်ချင်ရိုက်လေလို့ပြောတော့ပေါင်လန်စင်းတို့တူကြီးကရှေ့သမားပလိုက်ပါတယ်အားလုံးကြားတယ်နော်သူရိုက်ခိုင်းလို့ရိုက်လိုက်တာလို့ပြောပြီးတော့ရန်ဝေကလည်းတသက်နဲ့တကူဒီလိုတောင်းဆိုတာကြားတော့မကြားဘူးလို့ပြောလိုက်ပါသေးတယ်ပြီးတော့တရားသူကြီးရှန်ကွမ်ကလည်းမိန်းကလေးချီကိုဆင့်ခေါ်လိုက်ပါတယ်မိန်းကလေးချီလည်းဖြစ်ကြောင်းကုန်းစဉ်ကိုအဆအဆုံးပြန်ပြောပြပါတယ်ပေါင်လန်စင်းကရှန်ဝေကိုဆင့်ခေါ်လိုက်ပြီးမေးတော့မိန်းကလေးချီကအစိတ်ခတ်တတ်တာပဲပြန်ပြောနေခဲ့တာပါဒီတော့စီးဆိုင်ပိုင်ချင်းနဲ့အလောင်းစစ်ဆေးသူကိုခေါ်ပြီးမေးရပါတော့တယ်ပေါင်လန်စင်းလဲစွတ်ပြုတ်ဦးတဲ့ကိုကြွက်သက်ဆေးတွေအကုန်ထည့်လိုက်တဲ့အချိန်မှာပြစ်ထုတ်ပြီးဘလို့မကိုတောက်ရှင်စရာမရှိတာကိုချီမိသားစုဘလို့တောက်မလဲဆိုပြီးတော့လန်စင်းကတက်တီချပြလာပါတယ်တရားသူကြီးချန်ကတော့ချီမိသားစုကတုံးကြတယ်လေလို့ပြောတော့မိုးဘော့ပြန်နိုင်တယ်တောက်ပါဆိုပြီးတော့အတင်းတိုက်လိုက်ပါတော့တယ်တရားသူကြီးကမတောက်တဲ့အဆုံးမှာတွန်းလွတ်ပြီးတော့ခမည်းလို့ငတုံးနဲ့တုံးတာဆိုလို့လူသေးကောင်ပဲရှိတော့တယ်လို့ပြောလိုက်တာပါကြွက်သက်စီနည်းနည်းပဲတုံးလို့ဖြစ်မှာပေါ့လို့ရှန်ကွမ်ကဆိုလာတော့ကျွန်တော်နေရာတိုင်းမှာလည်းရှာပြီးကြွက်သက်စီကြံတာလည်းမတွေ့ဘူးလို့ခြေပပလိုက်ပါတယ်ကြွက်သက်စီလည်းဒီလောက်အများကြီးဘသူကဝင်မှလဲဒါကြောင့်ဒီလူလိန်နေတာတေချာသွားပြီဆိုပြီးဆေးရောက်တဲ့သူကိုပြောလိုက်ပါတော့တယ်ဆေးဆိုင်ပိုင်ချင်းကလည်းညင်းနေတော့သူ့ရဲ့ဈေးစင်းစာအုပ်ကိုပြပြီးတော့ခြေပလိုက်တာပါအဲကြမှာကျွန်တော်ကညံမကောင်းလို့ပါဆိုပြီးတော့ရှော့ထွက်သွားပါတော့တယ်နောက်ပြီးကျသစ်မင်းကိုရုပ်အလောင်းစစ်ဆေးခိုင်းတာတွေပြခိုင်းလိုက်ပါတယ်အယိုးစုတွေရဲ့ level မှာပဲမဲနေပြီးအယိုးတွေအကွဲကျိုးကျနေတာကြောင့်အသက်ခံရပြီးနောက်ပိုင်းမှာပါဇက်တဲ့အစိတ်အလောင်းခံရပြီးလို့အစိတ်ကအစာအိမ်နဲ့မရောက်နိုင်တော့တာပါပြီးတော့လူသက်သမားကအဆင့်မြင့်တိုင်းပညာရှင်ဖြစ်ရမယ်လို့ကျသစ်မင်းကတုံးတက်လိုက်တဲ့အချိန်မှာပဲရှန်ဝေးမင်းကြားလာလို့လန်စင်းကပြောလိုက်တဲ့အချိန်မှာဖုန်ထန်ကန်းကဝင်လာပြီးမင်းပြောတော့လူသက်သမားကအဆင့်မြင့်တိုင်းသမားဆိုရှန်ဝေးကတိုင်းမတက်ဘူးလို့ပြောလိုက်ပါတယ်လန်စင်းကလည်းငါ့ကိုဖမ်းတော့ကတော့မှလူ9ယောက်လောက်ဖမ်းရတာလို့ပြောလိုက်တော့ကျွန်တော်ကမွေးကလေးကအားတန်တာပါလို့ရှန်ဝေးကပြန်ပြောလာတော့လန်စင်းကလည်းဟုတ်လားအပြစ်ဝင်ခံအောင်လုပ်ကြဆိုပြီးတော့အပြစ်ဝိုင်းပေးလိုက်ပါတော့တယ်ရှန်ဝေကခုခံမှုလုပ်နေတဲ့အချိန်ဖုန်ထန်ကွမ်ကတော့မလုပ်ဖို့တားပါတယ်အဲ့ဒီအချိန်ပြုံးကြီးကြည့်နေတာကတော့လန်စင်းတို့အဖွဲ့ဘက်ကပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိဖုရားရဲ့အိမ်ထိန်ရှန်ဝေရဲ့မွေးစားအဖေလီကုန်းကုန်းရောက်လာပါတော့တယ်လီကုန်းကုန်းကရှန်ဝေကိုအမှန်တိုင်းဝန်ခံမင်းအပြစ်ရှိရင်ငါကိုယ်တိုင်ဆုံးမမယ်အကယ်လို့သာတယောက်ယောက်ကဆွတ်ဆွဲတာဆိုရင်တော့ငါလုံးဝခွင့်မလွတ်ဘူးဆိုပြီးတော့လန်စင်းတို့ကိုကြည့်ပြီးတော့ကျုံဝါနေတာပါပြီးတော့ရှန်ဝေကိုမိဖုရားရဲ့ရွှေအင်ကြီးဝတ်ပေးနေရင်ရှင်ဘရင်ကလွဲလို့ဘယ်သူမှလက်ဖျားနဲ့တောင်ထိလို့မရတော့ကြောင်ပြောပြနေခဲ့တာပါနောက်ပြီးတော့လီကုန်းကုန်းကမိန်းကလေးကြီးကိုအပြစ်မပေးသေးဘူးလားဆိုပြီးတော့လက်ဖိတ်တောင်းမလို့လို့တော့ရေတက်အရာရှိကပါအပြစ်ပေးဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာပဲပေါင်လန်စင်းကခဏလေးဆိုပြီးတော့ဒီမှာဘသူကအမိန့်ပေးရမှာလဲလို့ပြောလိုက်ပါတယ်လီကုန်းကုန်းကလည်းပေါင်လူကြီးမင်းကမနေ့တနေ့မှယာထူးတိုးပြီးတော့ဒီယာထူးကိုရလာတာမိဖုရားကြီးကိုမထီမဲ့မြင်လုပ်ရလားဆိုပြီးပြောတဲ့အချိန်မှာပဲပေါင်လန်စင်းကစိတ်တူပြီးတော့လေးစားတယ်ဆိုတာအဲ့လိုမဟုတ်ဘူးငါမိဖုရားကြီးကိုစိတ်ထဲမှာလေးစားပြီးသားမင်းလိုပဲပါဇက်ကလေးစားနေရမဟုတ်ဘူးမင်းကအမေပေါ်မှာတော့လေးစားမှုမရှိလို့ကုန်းကုန်းဖြစ်လာပြီးတော့များမိဖုရားကိုလေးစားမှုမရှိလို့သာမင်းလိုအချောက်ကတရားရုံးမှာလာထိုင်နေတာလို့ပြောလိုက်တာပါဒီကုန်းကုန်းကလည်းအရန်စိတ်တူသွားပြီးမင်းငါကိုလာစော်ကားနေရလားဆိုပြီးတော့နှခါပြန်ပြောလိုက်တာပါပေါင်လန်စင်းကလည်းငါကတရားသူကြီးချုပ်မင်းကအိမ်ထိန်အဆင့်လောက်ပဲရှိတာငါတော့မတ်တက်ရက်နေတယ်မင်းကထိုင်နေတယ်အဲ့တဲ့အချိန်မှာပဲလီကုန်းကကောင်းပြီမင်းကြီးကတင်ပြလိုက်ပြီးမင်းရဲ့အမေကိုပဲရှိသေးတယ်ပေါင်လန်စင်းကဖေလို့ဆဲပလိုက်တာခုံပေါ်လေးကျသွားပါတော့တယ်ပြီးကြတော့ပေါင်လန်စင်းကလီကုန်းကိုစကားနဲ့အနိုင်ပိုင်းပြီးတော့အချိန်ဆွဲထားတဲ့အချိန်မှာပဲ
ကျက်သစ်မင်းကမျက်မြင်သက်သေတွေကိုချိန်ချောက်ပြီးအပြေမှန်ပေါ်လာအောင်နီးမျိုးစုံနဲ့လှုပ်ပါတော့တယ်စီးဆိုင်ပိုင်ရှင်အမားထွက်ဆိုလို့နှစ်ပိုင်းဖြတ်သက်လိုက်ကြောင်းနဲ့စီးဆိုင်ပိုင်ရှင်ဟန်ဆောင်ထားတဲ့ရန်ဝေကလည်းရှူဘူးရှစ်တော်မှာမတရားမှုလို့စာရေးလိုက်တဲ့အချိန်မှာတော့ရှူဘူးကစာမတက်တဲ့လူတစ်ယောက်မှသိသွားခဲ့ပါတယ်တဲ့အခွင့်မှာတော့ပေါင်လန်စင်းနဲ့လီကုန်းကုန်းကလွဲပြီးတော့အကုန်အိတ်ကုန်ကြပါပြီပေါင်လန်စင်းကလည်းစက်တိုက်ကိုပြောနေခဲ့တာပါမင်းကကြွက်မျက်နှာသိန်းငန်းမျက်လုံးစင်ရွက်သွားအဝါရောင်ဝက်လက်ပါဇက်ပြဲလိတ်ခါဖားဖင်ကြက်ရင်ပုံငါသာမင်းနေရာမှာဆိုကိုတက်တည်ပလိုက်တော့မယ်ဆိုပြီးတော့စက်တိုက်ကိုပြောနေခဲ့တာပါလီကုန်းကုန်းလည်းယောဂထားပြီးအရန်ပင်ပန်းသွားတာပါဘာမှကိုပြန်မပြောနိုင်တော့ပါဘူးငါမင်းကိုတတ်မယ်တလုံးပဲပြောနိုင်ပါတော့တယ်ကျက်တင်မင်းကအချက်ပြလိုက်တဲ့အချိန်မှာတော့ရှူဖူနဲ့မီးသတင်းပေးသမားကိုဆင့်ခေါ်လိုက်ပါတော့တယ်ဘာမှတော့မမေးရသေးပါဘူးလူကြီးမင်းအမှန်တိုင်းပြောပါမယ်ဆိုပြီးတော့အရန်ကိုကြောက်နေကြတာပါဖုန်ထန်ကွန်းကဟေးခဏနေအောင်မင်းကလေးကြီးကိုအရင်စစ်ဆေးမေးမြန်းမှလေလို့ပြောတဲ့အချိန်မှာတော့ရေတက်ရှန်ကွန်းကဒုတ်ကိုပြက်ကမင်းကလေးကြီးကိုအပြစ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲခြေထောက်ကိုအညက်ခံထားရတဲ့ကိုဝင်းတဲ့မင်းကလေးကြီးဘိုက်အရန်နာလာပါတော့တယ်နားတဲ့ကလေးမွေးတော့မယ်ထင်တယ်လို့ပြောတာကိုဟန်ဆောင်မနေနဲ့ဆိုပြီးတော့ဘေးကတရားသူကြီးကပြောနေခဲ့တာပါဟေးသူဟန်ဆောင်နေတာအပြစ်ပေးကြစမ်းလို့ပြောတဲ့အချိန်မှာပဲပေါင်လန်စင်းကတားပြီးတော့လက်တယ်နဲ့စစ်ဆေးခိုင်းလိုက်ပါတယ်လက်တယ်ကလည်းကလေးမွေးတော့မှလို့ပြောတဲ့အချိန်မှာတော့မင်းကလေးကြီးကိုအပြစ်ပေးမဲ့လူလက်ထောင်ဆိုပြီးတော့မဲပေးကြတော့တာပါသူတို့က3ယောက်ဖြစ်နေပါတယ်ပေါင်လန်စင်းကဒီမှာရှိတဲ့လူတွေအကုန်လုံးမဲပေးကြမှာပေါ့ကလေးပေးမွေးမဲ့လူရှိရင်လက်ထောင်ဆိုပြီးတော့လက်ထောင်ခိုင်းလိုက်တဲ့အချိန်မှာပဲပြည်သူတွေအကုန်လက်ထောင်လာကြပါတယ်လီကုန်းကုန်းရဲ့ရဲမက်တွေပါအကုန်လက်ထောင်လာကြတော့မင်းကလေးကြီးကိုကလေးပေးမွေးလိုက်ရပါတော့တယ်ပြီးတော့မီးကင်းဆောင်လည်းမင်းကိုအမှန်တိုင်းပြောခွင့်ပေးမယ်အမှန်တိုင်းပြောစမ်းလို့ပြောလိုက်တဲ့အချိန်မှာပဲကျက်တစ်မင်းကလည်းလူတစ်ပိုင်းပြတ်နဲ့ထပ်ပြီးတော့ချင်းချောက်လိုက်လို့ရှန်ဝေရရှူဖူးကိုကန်လိုက်ပြီးတော့ခွေးကိုလည်းတက်ပြီးသူ့ကိုပါကန်လိုက်လို့သတိလစ်သွားကြောင်းပြောပြလာပါတယ်ပေါင်လန်စင်းကလည်းအမှန်တိုင်းဝင်ခံလိုက်လို့ပျော်သွားပြီးအရင်ကဘာလို့အမှန်တိုင်းမထွက်ဆိုတာလဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကကျွန်တော်ကိုရွာ900ပြီးခိုင်းလို့ပါဆိုပြီးတော့ပုံထန်ကွမ်းကိုလက်ညှိုးထိုးပြီးတော့တင်ပြလိုက်ပါတော့တယ်ပေါင်လန်စင်းကလည်းမင်းတို့နှစ်ယောက်လုံးလိန်လေထွက်ဆိုခဲ့တာလားလို့ရှူဖူးကိုပါမေးတဲ့အချိန်မှာတော့ကျွန်တော်နဲ့မင်းကလေးရှိကဘာမှမပတ်သက်ပါဘူးမင်းပြောတော့မင်းကလေးရှိကမင်းကိုကြိုက်လွန်းလို့ကြပြတော်ရေးပြီးတဲ့ဆိုပြီးတော့ကြပြတစ်ပုတ်ကိုယူပြီးတော့ဖတ်ခိုင်းလိုက်ပါတော့တယ်ရှူဖူးကလည်းစာမတက်တဲ့အတွက်အရင်ကဖတ်ထားတဲ့ကြပြကိုပဲထပ်ရွတ်ပြနေခဲ့တာပါအဲ့ဒီအချိန်မှာတော့ရှူဖူးစာမတက်တာပေါ်သွားပါတယ်ပြီးတော့ဒါကဘာစလုံးလဲလို့မေးလိုက်တဲ့အချိန်မှာတော့မဖတ်တတ်တဲ့ရှူဖူးတယောက်ကိုထိုးထဲလိုက်ပြီးတော့တေးဆူတဲ့စကလုံးတော့မဖတ်တတ်ပဲနဲ့မင်းလိန်ခဲ့တာမလားရဲမက်တွေသူ့ကိုတက်ကြလို့အမိန့်ပေးလိုက်တော့မတရားခံရတာပါဖုန်ထန်ကွမ်းကသူ့ကိုရွာ9000ပေးလို့မင်းကလေးကြီးကိုဆွဆွဲရတာပါဆိုပြီးတော့မတ်တရက်ဘောင်းမင်းချွတ်ပြကသူလဲကုန်းတယောက်ဖြစ်ကြောင်းမိသားစုကဆင်းရဲတော့ကုန်းလုံးမယ်ဆိုပြီးတော့တင်းကုတ်ပြီးမှလက်ထိုးဖို့ပတ်စံမရှိလို့ချီမိသားစုအိမ်မှာအလုံးလုံးနေရကြောင်းအမှန်တရားကိုဝန်ခံလိုက်ရပါတော့တယ်နောက်ထပ်အချောက်တယောက်ပေါ်လာပြန်ပြီလို့လန်စင်းကပြောတော့ဟန်ဆိုပြီးလီကုန်းကလန့်ကြီးတဲ့အခါမှာတော့မင်းကိုပြောတာမဟုတ်ဘူးလို့ပြောလိုက်ပြီးအရင်ဆုံးဖုန်ထန်ကွမ်းကိုယာဒူးကထုတ်ပယ်ပြီးနောက်မှသူ့ကိုတရားစီရင်မယ်လို့ပြောလိုက်တော့ဖုန်ထန်ကွမ်းတယောက်မျက်နှာငယ်လေးနဲ့ဒူးထောက်လိုက်ရပါတော့တယ်မင်းအမှန်တိုင်းဝန်ခံသင့်ပြီမင်းအမှန်တိုင်းပြောရင်ငါမင်းကိုအပြစ်လျှော့ဖို့စဉ်းစားပြီးမယ်လို့ဖုန်ထန်ကွမ်းကိုပြောနေတဲ့အချိန်မှာပဲဖုန်ထန်ကွမ်းကလည်းစဉ်းစားနေတော့ဖုန်နဲ့ရွှေဖူတို့ကမတရားကြံစီတဲ့အတွက်နှစ်ယောက်လုံးကိုတတ်တဲ့နဲ့ဆိုပြီးတော့လီကုန်းကပြောတဲ့အချိန်မှာမင်းကတော့အပြစ်မရှိဘူးပေါ့လေဆိုပြီးတော့လီကုန်းကိုပြန်ပြောလိုက်တာနှစ်ယောက်လုံးအရိုက်ခံလိုက်ရပါတော့တယ်ပါဇက်တွေကိုပဲရှယ်ရိုက်ခံရတာပါကြောကုန်းတွေကိုလည်းထုပါဇက်တွေကိုလည်းရိုက်နောက်ဆုံးတစ်ချက်ရိုက်လိုက်တဲ့အချိန်မှာတော့နှစ်ယောက်စလုံးသတိမိသွားပါတော့တယ်တက်သေးတွေအကုန်သတိမိသွားတဲ့အချိန်မှာတော့လန်စင်းဘာလို့ရမလဲမသိတဲ့အချိန်မှာစိတ်မနှံ့နဲ့သူ့ရဲ့အမိကရတနာကြောက်စီတာယူလာပြီးလို့ပေါင်လန်စင်းကလည်းတကယ်တော်ဝင်သားပဲဆိုပြီးတော့ဓားကိုယူကရှန့်ဝေးမင်းကိုအပြစ်ပေးလို့မရဘူးထင်နေလားအပြစ်ဝင်မခံရင်မင်းလက်ကိုဒီဓာတ်နဲ့ဖြတ်ပလိုက်မယ်ဆိုပြီးတော့လိုက်ခုတ်ပါတော့တယ်ရှန်ဝေလည်းလီကုန်းကပြေးကပ်သွားပါတော့တယ်လီကုန်းကလည်းတစ်ချက်စဉ်းစားလိုက်ပြီးတော့ချင်းမင်းဆက်လက်ထက်ကနေကဒီတော်ဝင်သားအကြောင်းမကြားတော့တာလို့ပြောတော့ပေါလန်စင်းအမေကိုရန်ဝေကမေးလိုက်တဲ့အချိန်မင်းဆက်ဘရင်စမ်းချင်ချီးမြှင့်ခဲ့တာလို့လည်းပြောရောရေတက်ချန်ကွမ်ကမင်းတို့ပုံကန်နေတာလားလို့ထအော်ပါတော့တယ်ပေါလန်စင်းကလည်းဒီလူတွေအလုံးပြင်းနေမှာဆိုလို့နောက်လိုက်တာပါအတီမြူပါနဲ့လို့ပြောတော့မျိုးချပြရင်အတီမြူဘူးလို့လီကုန်းကပြန်ပြောလိုက်ပါတယ်ပေါင်လန်စင်းကလည်းတင်းမောပေါ်မှာတင်လာတဲ့ဓားမျိုးချတဲ့အကွက်နဲ့မျိုးချပြလိုက်ပါတယ်အကုန်လုံးလည်းလက်ခုပ်တွေတီးပြီးအားပေးနေကြတာပါဘာမှမဖြစ်ဘူးအမှုပြန်စစ်မယ်ဆိုပြီးတော့ဖင်မှာဓာတ်တန်းလန့်နဲ့သွားလိုက်တာပါအဲ့ဒီချိန်မှာပဲမိန်းကလေးကြီးကလေးမွေးတဲ့အတန်ကိုကြားလိုက်ရပါတယ်ပေါင်လန်စင်းကလည်းတစ်ချက်စဉ်းစားလိုက်ပြီးတော့ကလေးရဲ့သွေးနဲ့ရှန်ဝေရဲ့သွေးကိုစစ်ဖို့တနည်းပဲကြံတော့တယ်လို့ပြောလိုက်ပါတယ်မင်းကလေးကြီးကိုမဒိန်မကျင့်ဘူးလို့ပြောခဲ့တယ်အကယ်လို့သူမွေးတဲ့ကလေးကမင်းကလေးမဟုတ်ဘူးဆိုရင်မင်းသွေးနဲ့သူ့သွေးရောသွားမှာမဟုတ်ဘူးဒီစစ်ဆေးမှုကိုခံယူမှမင်းအပြစ်မရှိကြောင်းကြေညာနိုင်မယ်လို့ပေါင်လန်စင်းကပြောတော့ရှန်ဝေကလက်ခံလိုက်ပါတယ်သွေးစစ်လိုက်တဲ့အချိန်မှာတော့သွေးကတခုတည်းရောသွားတာပါဟောရောသွားပြီမင်းကလူသက်သမားပဲဆိုပြီးတော့ပေါင်လန်စင်းကပြောတော့ရှန်ဝေဘက်ကလူတွေအကုန်စိတ်သက်ကျသွားတာပါမင်းသူ့ကိုမရင်းချင်ပြီးတမိသားစုလုံးကိုတတ်ခဲ့တာပေါ့မငင်းနဲ့တော့ရဲမက်တွေခေါင်းဖြတ်ဆန့်ယူလာခဲ့စမ်းလို့ပြောလိုက်တဲ့အချိန်မှာရှန်ဝေကငါတကယ်တရားတော့မှာပါလားဆိုတဲ့သတိဝင်သွားပါပြီမ
ဖြစ်နိုင်ဘူးဆိုပြီးတော့လီကုန်းကုန်းနောက်သွားပြီးကျွန်တော်ကလေးမဟုတ်ဘူးဆိုပြီးတော့သွားပြောနေပါတယ်မင်းကတရခံမဟုတ်ရင်ဘာလို့သွေးရောသွားမှလဲတရခံမလို့သာလို့လန်စင်းကပြောတော့ပေါင်လန်စင်းရဲ့ထိုးထားတဲ့လက်ညှိုးကိုပုတ်ထုတ်လိုက်ပြီးတော့ငါကလေးမဟုတ်ဘူးငါသူ့ကိုအဲ့ဒီညမှာမရင်းကျင်းခဲ့တာနောက်ရက်လည်းရောက်ဘလို့လုပ်ပြီးကိုဝင်ရှိနိုင်မှာလဲလို့ပြောလိုက်တော့အော်မင်းကမရင်းကျင်းခဲ့တာပေါ့ဆိုပြီးတော့ပေါင်လန်စင်းနဲ့3ယောက်လုံးတပြိုင်နက်တည်းပြောလိုက်တာပါလီကုန်းကုန်းကလည်းမင်းကကိုလိမ့်နေငါမင်းကိုဂယူးမဆိုင်တော့ဘူးဆိုပြီးတော့ပါရိုက်လိုက်ပါတော့တယ်နောက်တော့မှရှန်ဝေရဲ့မိန်းမရောက်လာပြီးကလေးကိုလာမိတဲ့အချိန်မှာသွေးစစ်တုံးကကလေးကသူ့ရဲ့ရင်သွေးအစစ်မှန်တိသွားပါတယ်ရှန်ဝေကမင်းတို့ငါ့ကိုလှည့်စားတယ်ဆိုပြီးပြောတဲ့အချိန်မှာရန်ဝေကအဲ့တော့ဘာဖြစ်လဲဆိုပြီးတော့လောင်နေခဲ့တာပါပြီးတော့လန်စင်းကတကားပိတ်ပြီးတော့ရှန်ဝေကိုဖမ်းခိုင်းလိုက်ပါတော့တယ်လီကုန်းကုန်းကလည်းဂယူးမဆိုင်တော့ဘူးဆိုပြီးထွက်သွားတဲ့အချိန်မှာရှန်ဝေကအမတ်တီလာဖမ်းတော့ကိုပါပြန်တိုက်ခိုက်နေခဲ့တာပါလီကုန်းကုန်းမှာတစားခံလုပ်ပြီးလေပင်းညစ်လိုက်ပါတယ်ပေါင်လန်စင်းကလည်းလီကုန်းကုန်းရဲ့အနစ်နာမှုအတွက်ကြီးစုတက်ပါတယ်အာသူဘကောင်းကောင်းလုပ်ပြီးမဲ့ဆိုပြီးတော့ကျက်သစ်မင်းကိုတိုက်ခိုက်ဖို့လွတ်လိုက်ပါတယ်ပြီးတော့ခွေးကောင်းသားဆက်ယူဖွင့်ပြီးစောင့်နေခဲ့တာပါကျက်သစ်မင်းရဲ့တိုက်ခိုက်မှုဆွမ်းအားကြောင့်ရန်ဝေတယောက်မရှုမလခံလိုက်ရပြီးတော့ခြေတော့ပါကျိုးသွားပါတယ်ခဏအတွင်းမှာပဲခွေးကောင်းသားဆက်တွေရောက်လာတဲ့အချိန်မှာပေါင်လန်စင်းကလည်းအန်ကျိတ်ပြီးဓာတ်ဆက်ကိုဆွဲချလိုက်တာရှန်ဝေတယောက်ကိုနှစ်ပိုင်းပြက်ပြီးနောက်ဘဝကိုရောက်သွားခဲ့ပါတယ်ရက်ကွက်ရဲ့တနေရာမှာတော့ချန်ကွမ်နဲ့သူ့တငယ်ချင်းကလက်စားတဲ့တရားသူကြီးကပါကြီးလေးတဲ့အပြစ်တွေကိုခံရတဲ့အပြင်လူတွေရဲ့အမုန်းတရားတွေကိုအပြည့်အဝရရှိနေတော့တာပါအဲ့ဒီအချိန်အရာရှိဘွားနှုတ်ထွက်ပြီးအမျိုးသားအားစီးဆိုင်ဖွင့်ထားတာကတော့ပေါင်လန်စင်းတို့တူအကြီးပါပြီးတော့ပေါင်လန်စင်းကမိန်းမနှစ်ယောက်လုံးကိုတပြိုင်နက်တည်းကိုဝင်ရအောင်စွမ်းဆောင်ထားသေးတာပါဒီလိုအောင်မြင်မှုတွေရလာတာအရှင်မင်းကြီးရဲ့ကျေးဇူးကြောင့်ဆိုပြီးတော့ကျေးဇူးတင်စကားတွေဆိုကမင်းကြီးရဲ့အတွင်းခံဘောင်းမီကိုရှူလိုက်တိုင်းလဲအားအင်းနေတိုးတက်လာတဲ့ဆိုပြီးတော့ရှူရင်းနဲ့ကိုပြောနေခဲ့တာပါဘေးကသူ့ရဲ့မိန်းမတွေကိုပါရှူခိုင်းနေခဲ့တာပါခဏနေတော့အိမ်ရှိမင်းသားရောက်လာပါတယ်ခမဲတော့နိုင်ရွာဆန်ကြောင်သတင်းစိုးလာပြောတာဖြစ်ပါတယ်လန်စင်းကမင်းကြီးဘလို့ဖြစ်တာလဲဆိုပြီးအတွင်းခံကိုမျက်နှာနဲ့အုပ်ပြီးတော့ဝမ်းထဲကမင်းကြီးဘလို့ဖြစ်တာလဲဆိုပြီးနှခါတော့မေးလိုက်ပါတယ်ယောဂကြောင့်လို့ဖြေတာပါဘာယောဂလဲလို့ထပ်ပြီးတော့ဖင်ပြည်တယ်နာလို့ဖြေတဲ့အချိန်မှာပဲမင်းကြီးရဲ့အတွင်းခံပေါင်းမီကိုလေထဲလွှင့်ပစ်လိုက်ရင်းနဲ့ဇက်ကားလေးကိုအဆုံးသတ်ထားပါတယ်အားလုံးပဲပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့ခွန်အားတွေပေးခဲ့ပါအောင်ခင်ဗျ